ကျေးဇူးတင်ပါတယ်ဒီမနေ့ကျွန်တော်တို့ဒီမြန်မာပြည်အရှိဖက်ချမ်းမှာတော့ဒီမနေ့တနင်္ဂနွေနေ့အစောကြီးပေါ့နော်ဒီအနောက်ဖက်ချမ်းမှာတော့ညနေပိုင်းလည်းဖြစ်မှာပေါ့နော်ဒီမနေ့မှာကျွန်တော်တို့ချင်းပြည်နယ်မှာလူမျိုးကြီးဖြစ်တဲ့ဇုံမီZFU PDF ဇုံလင်ကားနဲ့ကျွန်တော်တို့ပါဝင်နိုင်ဖို့ဖိတ်ခေါ်တဲ့အချိန်မှာကျွန်တော်တော့အရန်ကိုလည်းအားနာပါတယ်ဒါပေမဲ့ညီကိုမောင်နှမချင်းငင်အောင်ထက်မှာတူပုံမျှခန်းစားနေတဲ့ရင်ပတ်ချင်းတူတဲ့ခန်းစားချက်တူနေတဲ့ဖွဲ့စည်းဖြစ်တဲ့ခါကျတော့ကိုညာနာတာရာကိုမဟုတ်ဘဲနဲ့အပြန်ဟန်ချင်းအားပေးဖို့ခေါ်ဖေးတာဖြစ်ပါတယ်ဆိုပြီးမှကျွန်တော်ပါဝင်လာချင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဇုံမီအားလုံးကိုဒေါ်လကောင်း ZFU PDF ခေါင်းဆောင်များအားလုံးနဲ့ရပ်ပေါ်ရေးဖက်များအားလုံးကိုလည်းကောင်းကျေးဇူးတင်ပြီးမှကြာရှုံးသွားတဲ့ကျွန်တော်တို့ချင်းလူမျိုးအတွက်ပြဆက်သွားတဲ့ရပ်ပေါ်များကိုလည်းဒီကနေ့လည်းပြုပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကအမှန်ဆိုရင်မရာဖက်ကနေမရာចောင်းသားတမက်ကကနေပဲကျွန်တော်ဒီမှာဥက္ကဋ္ဌလုပ်နေနေကျွန်တော်တို့လှိုင်းလောက်လာခဲ့ချင်းဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်ចောင်းတက်တဲ့ချိန်မှာကလေးကပေါ်မှာဆိုရင်ကျွန်တော်တို့တိတိတွေနဲ့တော်တော်ကိုခင်မင်ပြီးမှစိတ်ထားချင်းလဲတိုက်ဆိုင်တယ်စိတ်ရင်းတွေလည်းနိစ္စလာတဲ့ခါကျတော့တငယ်ချင်းတွေလည်းတော်တော်များများရှိပါတယ်အားကြောင့်ကျွန်တော်လည်းလေပြီးဖြားချောင်းတို့ဘာလို့မှဆိုရင်ခဏတနင်္ဂနွေနေ့ဘာလို့ဆိုရင်တွားတက်ပြီးမှတငယ်ချင်းတွေလည်းအတူပုံများနဲ့အတူပြောပါရပါတယ်အားကြောင့်ခုတော်လှန်ရောက်တော့လဲဒီလိုလက်တွေ့ဖြစ်တဲ့အချိန်မှာလည်းပူပန်းတာတာပေါ့နော်ကျွန်တော်တို့အရင်ဒီ1990ခဲမတိုင်ခင်မှာလည်းမရာဒီမှာမရာပီတူပါတီဆိုတဲ့ MPP ကိုဖွဲ့ကြပါတယ်အဲ့ဒီအချိန်မှာတကယ်အားပေးတဲ့မရာပီတူပါတီရဲ့ရည်တည်နိုင်ရအတွက်တကယ်အားပေးတာကပူဂျင်ဆန်ထန်တို့ဘာလို့ဒီဇုံမီခေါင်းဆောင်နေလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဇုံမီနေမရာကခန်းစားချက်တူတဲ့ခါကျတော့ကိုယ့်ရဲ့လူမျိုးအတွက်ကိုယ့်ရဲ့ data အတွက်အမြဲတမ်းလောဘမကြီးပဲနဲ့ပေါ့နော်လောဘမကြီးပဲနဲ့ကိုယ့်ဟာနေကိုယ်ရည်တည်နိုင်အောင်ကြိုးစားနေတဲ့အဖွဲဖြစ်တဲ့ဟာဒူညီနေလို့ဒီချင်းတီလက်တွေ့နိုင်တာဖြစ်တယ်လို့ပဲကျွန်တော်မြင်ရပါတယ်အမှန်တိုင်းကြည့်မယ်ဆိုရင်ကျွန်တော်ကတခါတလေကျွန်တော်တို့ချင်းမှာအကြောင်းဆရာတွေစီမှာအကြောင်းသားတွေစီမှာလည်းပြောမိပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ချင်းပြည်နယ်မှာဖြစ်လို့ဇုံမီကဒီချင်းတီခရိုင်မြင်ရတာလေပေါ့နော်။အဲ့ဒါတခါတလေကျွန်တော်မင်းမိပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရလို့ကကိုကဘတ်ဂျက်ကုန်မှာမဟုတ်ဘူးလေ။အဲ့ဒါကြောင့်ဇုံမီအနေနဲ့ဆိုရင်ကျွန်တော်အနေနဲ့စဉ်းစားကြည့်တော့တိမျိုးနဲ့ရှိတယ်။အဲ့ဒါပြီးရင်တုံးစံမျိုးနဲ့ရှိတယ်။အောက်မှာလဲဂျီခါတို့ရီတို့ခက်ကန်တို့လည်းရှိကြတာပေါ့နော်။ area အနေနဲ့ဒေါ်လကောင်ဒီလူဦးရေဒေါ်လကောင်အတိုင်းအတာရှိကြပါတယ်။တထဲတွေလည်းရှိကြတယ်။ဒါပေမဲ့ကျွန်တော်ချင်းနိုင်ငံရေးမှာတော်တော်ကောင်းကြပါပဲ။နိုင်ငံရေးရှိကလူကြီးတွေကဒီလူဖြစ်လို့ဒီချင်းတီကကျွန်တော်တို့ဒီလူဖြစ်နေပါလားပေါ့နော်။အဲ့လိုမြင်မိတာရှိတယ်။ဇုံမြအတွက်ခန်းစားကြည့်ရတာပေါ့။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ ZZLMS ဆိုတဲ့ဟာကအမှန်တိုင်းပြောမယ်ဆိုရင်သူတို့ကမရာ family ပဲအဲ့ဒါကသူတို့လူချင်းတွေဖြစ်စေမလူချင်းတွေဖြစ်စေသူတို့မရာ family ပဲတမိုင်းမှာလောက်တူပညာရှင်ရဲ့စာထုတ်တဲ့ဟာမှာဘယ်ကနေထုတ်လောက်တူလူမျိုးကစင်တက်တာတဲ့ဆိုရင်ပလာလိတ်ဆိုတဲ့ဟာကဒီရီကမ်ပွန်ဆာမျိုးအိန္ဒိယမှာတခုရှိတယ်အဲ့ဒါမရာနေမယ်မှာအဲ့ဒါမရာနေမယ်ကနဲ့သူတို့တက်လာတဲ့အကြောင်းနဲ့အခုကျွန်တော်စီမှာလည်းစာအုပ်ရှိတယ်အဲ့ဒါကျွန်တော်တို့မရာတွေရေးတာမဟုတ်ဘူးဇုံတုံးမှာလည်းလို့ဇုံတုံးရဲ့တဝက်ကျော်ပေါ့တဝက်ထက်ပုံများတယ်အဲ့ဒါကမရာကနဲ့တက်တဲ့ဖွဲ့တွေပဲတချို့ဒီကဒီခြုံကျုံကနဲ့ဆင်းတက်လာတဲ့ဖွဲ့တွေလည်းရှိဆန်ထန်းလဲလို့ပဲဇုံဖိတ်ဆိုရင်အခုအိန္ဒိယနေမယ်မရာမှာပေါ့နော်MDC မှာဇုံဖိတ်ရှိတယ်ဇုံဖိတ်အများကြီးရှိတယ်MDC မှာလည်းအဲ့လောက်ထိရှိတယ်တကယ် family ရင်းတွေပဲအဲ့ဒါကိုကြည့်မယ်ဆိုရင်မောင်တလန်ဆိုရဲမောင်တလန်လေတက်နာမှာနေတဲ့ရွာတရွာကိုမျိုးပြဖို့စီစဉ်တဲ့အချိန်မှာလူကြီးတယောက်ကဟာခါနာမှာနီးလေးရှိတဲ့ထန်တလန်ကိုပြေးသွားတာဘောနော်ဟာခါနဲ့ထန်တလန်ဆိုရင်လော့စပီကာနဲ့ online တော့ကြားရတယ်အဲ့လောက်ဒီနီးတဲ့ဟာပေါ့အဲ့ဒါဟွန်တလန်ကိုပြေးလိုက်ရင်ကျွန်တော်တို့ဒီ Marai Group ဆိုတဲ့ family က
ဇုံဖိတ်မှာရသွားလို့ကျွန်တော်တို့မရာရီကမခံပြင်းပါဘူးဒါမွန်တန်ကိုပေးသွားရင်ကျွန်တော်တို့ကတော်တော်ချင်းပြည်နယ်ကအစဉ်ပြေသွားမြဟာကနီနီလေးထန်တန်ဟာခါကလိုက်မျိုးတော့လိုက်မျိုးဖြစ်တယ်ထန်တန်ထပ်ပေးလိုက်တော့ဒီချင်းတီကဇုံဖိတ်တွေကမျိုးမရှိသေးဘူးလောက်တူမျိုးရှိသွားပြီဇုံတုံးရှိသွားပြီစန်ထန်ရှိသွားပြီမရာလေးရှိသွားဇုံဖိတ်မရှိသေးဘူးမွန်တန်ကမပေးလိုက်တော့ထန်တန်ပေးလိုက်တော့အဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့ကျွန်တော်ဆိုလိုတာကတီးတင်ကသူ့အနေနဲ့ရာတင်းတဲ့ဟာကိုရှေ့ရလူကြီးတွေကပေါ့နော်ပေးလိုက်ရင်ချင်း United ကတော်တော်ကောင်းမြတ်ဟာပေါ့နော်ကျွန်တော်တို့ရှေ့ရလူကြီးတွေရဲ့လောဘအတ္တတွေကတခါတလေကလုံးဝinformation လည်းမရှိဘူးလမ်းပတ်ဆက်တွေလည်းမကောင်းဘူးဆိုတဲ့ခါကြတော့ပေါ့နော်ဒီလူ site policy ကတအားများလုံးတယ်အမှန်တိုင်းပြောမှဆိုရင်ခုနဆရာမလည်းအစီပြောပါတော့လို့ပြောတော့ကျွန်တော်လည်းကိုကျေးဇူးတင်တာပေါ့ဆရာမနိနေကျွန်တော်ကဒီနေ့ကလူကသူများလည်းတိတ်မအားတော့မအားတဲ့အချိန်မှာကျွန်တော်ကခွင့်ကောင်းယူလိုက်ပါမယ်ကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကမရာဆိုရင်မျိုးပိုင်းမှာထန်တန်းမျိုးနေမှာပါတယ်။တောင်ပိုင်းစုံစုံမျိုးနေပလက်ဝမျိုးနေမှာလည်းပါတယ်။အလဲမှာရှိတဲ့မတူပီမျိုးနေမှာလည်းပါတယ်။အဲ့ခါကျတောင်ပိုင်းအကြောင်းလေးတည်တယ်မျိုးပိုင်းအကြောင်းလေးတည်တာပေါ့နော်။အဲ့ခါကျတော့ကျွန်တော်တို့အခြေအနေကဒီဟိုအဝေးဆုံးဖြစ်တဲ့ကျွန်တော်တို့အဆက်တွေမလုပ်ဖြစ်တဲ့နိုင်ငံရေး field ပေါ်မှာတခုခုပေါ်လာမှပဲဇုံမီနဲ့အဆက်တွေလုပ်ဖြစ်တာဘာကြောင့်လဲအလဲမှာဟာခထန်တန်ဖလန်တွေရှိပြီးသားအကြားမှာခံမိတာဖြစ်တယ်အဲ့အချိန်မှာကျွန်တော်တို့ဒီဇုံမီရဲ့ချိန်တွေကိုကျွန်တော်အဝေးကနေတွားခံစားတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ဘာဘယ်ကနေပြောင်းလဲရှိလာတယ်လဲအရင်တုန်းကဇုံမီတော်လေကြီးက college ZTC ရှိတယ်ဖလန်မှာZTC ကဘာပြဿနာရှိလဲ ZTC နာမည်နဲ့တက်လိုက်ရင်ရတာပဲလေကြောင်းတက်လိုက်ရင် ZTC ကို CCC ပြောင်းဖို့လူကြီးတွေကတကုံကျူးစားတာ ZTC နာမည် ZTC ကြောင်းတက်တာနဲ့ဘာယောဂရမှာလဲတက်လိုက်လေဘာမှမဖြစ်ဘူးအဲ့ဒါကကျွန်တော်တို့ CCC ဆိုတဲ့ဟာ C ပိုင်းကိုပြောင်းနေကြတာကျွန်တော်တို့ကအမှန်ဆိုရင်ဟိုမှာ ZTC ရှိပါဒီဘက်မှာလည်းဟာခါကလည်းတဝန်တူမနာလူဆရာလည်းမလို့ဇုံမီနာမယ်လဲအဲ့လူလဲဘာမှမနာလူဆရာလည်းမလို့မိစုပ်လဲပြစ်တင်ဆရာလည်းမလို့ဘာကြောင့်လဲကျွန်တော်တို့မှာဖြစ်တဲ့ဟာရာတဲ့ဟာကရာစေချင်ကြတာပေါ့အဲ့လူနဲ့ဆိုရင်ကျွန်တော်ချင်း United ကပူကောင်းမှာပေါ့ဥပမာပေါ့ဗျာဖလန်းမှာချင်းပြည်နယ်မျိုးတော်ဖြစ်တယ်ဟာခါပြောင်းတော့တကယ်အကြောင်းပြောင်းသွားတယ်ဗျာထားလိုက်ပါတော့ဒါမြန်ဖလန်းဘာသာဟာချင်းပြည်နယ်မျိုးတော်ကဟာခါဖြစ်မယ်ဗျာဟာခါဖြစ်တော့ဟာခါမှာကျွန်တော်တို့ကမရာဖြစ်လို့လိုက်ကိုနင့်နာဆရာမလို့အပြစ်တင်ဆရာလည်းမလို့ဖြစ်သွားပြီချင်းပြည်နယ်မျိုးတော်ဟာခါချင်းပြည်နယ်ဘုံစကားကဘာဖြစ်လို့လိုက်စုံမလို့ချင်ကြလဲလိုက်စုံပေးလိုက်လေဘာကြောင့်လဲရေဒီယိုမှာအတန်လွှင့်ရှိပြီးသားလေချင်းပြည်နယ်မျိုးတော်ကဟာခါချင်းပြည်နယ်ဘုံစကားကလိုက်စုံဒါဆိုရင်ဖလားနဲ့ဟာခါတဲပြီလို့ပြောလို့ရမှာနော်အပြင်ချင်းပြည်နယ်မျိုးတော်ဟာခါမှာတက္ကသိုလ်ရှိမယ်ချင်းပြည်နယ်ဖလန်မျိုးတော်ဟောင်းမှာဒုနာပြုတက္ကသိုလ်ရှိမယ်ချင်းပြည်နယ်မှာဟိုဘက်မှာအစုံဘက်မှာရှိတဲ့ဟာကိုသွားထိန်းသိမ်းနေတယ်ပေါ့တိတင်ကိုခရိုင်ပေးလိုက်တိတင်ကျွန်တော်စဉ်းစားကြည့်တော့တိတင်ကိုကျွန်တော်တို့ကဘာပေးတယ်လဲဦးတောင်းခဲမှာပဲ TTS ပေးဖို့တာနော် Technical Training School ပဲပေးဖို့တယ်ကျွန်တော်ဒီဟာချင်းခေါင်းဆောင်တွေအနေနဲ့ကြည့်တော့ညှတာမှုမရှိဘူးကျွန်တော်တို့ဒီချိန်မှာပလက်ဝမှာဘာရှိလဲဘာမှမရှိတော့ပလက်ဝလမ်းပတ်ဆက်တွေတော့မရှိဘူးပလက်ဝကအခုမှပလက်ဝអော်ကြတာဘသူလူကြီးတွေတွားဖို့လဲခု CNF ခေါင်းဆောင်တွေဘသူတွားဖို့လဲရအောင်တွားဖို့လဲမေးကြည့်လိုက်ဘသူမှမတွားဘူးပလက်ဝပဲမှာလာစာထုတ်ကြတယ်လဲစစ်တွေမှာလာစာထုတ်ကြတာစစ်တွေမှာလာစာထုတ်ကြအခုမှပလက်ဝလို့អော်ကြတာပလက်ဝမှာဘာစကားတုံးကြတယ်လဲဟာခါစကားဘသူမှနားမလဲဘူးတိတင်စကားလည်းနားမလဲဘူးဖလန်စကားလည်းနားမလဲဘူးကျွန်တော်ချင်းပြည်နယ်မျိုးတော့ CNF မှာပလက်ဝသားတွေက300ကျော်တယ်400လောက်ရှိတယ်ဘယ်သူမှမရောက်ဘူးသူတို့ကအမှန်တိုင်းပြောမယ်ဆိုရင်ပလက်ဝမျိုးပေါ်မှာအစကတည်းကနေစခန်းတွားချလိုက်ပါလားပလက်ဝကုမျိုးနဲ့ကုပြည်နယ်မှာထဲစစ်ချင်းအဲ့ဒါမဟုတ်ဘဲနဲ့အဝေးကနေပဲអော်ကြတာဘာမှလည်းမလုပ်ကြဘူးတကယ်အေးပြစ်တင်စရာမလိုဘူးပလက်ဝတမျိုးနဲ့လုံးဝရခိုင်စကားနားလေကြတယ်မြို့ခမိမရူအကုန်လုံးရခိုင်စကားနားလေကြတယ်လိုင်းစကားကိုနားမလေကြအောင်
France ကလည်းနားမလည်ကြဘူးကျွန်တော်တို့ချင်းရအနေချိတ်ကအရင်တစ်ခါတည်းမကြည့်ဘူးပေါ့နော်အဲ့ဒါကြောင့်မြားတမှုကျွန်တော်ဖြစ်စေချင်တာတိမျိုးဘက်မှာဒီလောက်လူဦးကြီးများတဲ့ဟာကိုကျွန်တော်တို့က data collect တစ်ခုလောက်လုပ်ပေးရမှာမလုပ်ပေးချင်ဘူးဘလို့အောင်မျိုးနဲ့မှာဥမာပေါ့ဒီ computer collect လောက်ဖြစ်လူစုလို့ရတဲ့အင်အားတစ်ခုလောက်စုလို့ရတဲ့technical training school ဖြစ်စိုက်ပျိုးတိတ်ပံဖြစ်တွားလုပ်ပေးလိုက်ရင်ဖြစ်တဲ့ဟာဘာမှမလုပ်ပေးကြအောင်မင်းတို့မှာပါရှိလေမင်းတို့မှာချင်းပြည်နယ်မျိုးတော်ဟောင်းကြီးနော်တကယ် senior မျိုးပဲခရိုင်မျိုးပဲဘာမှမရှိဘူးကျွန်တော်ချင်းပြည်နယ် NLD ခက်မှာဆိုရင်ဒုတိယလွတ်တော်ဥက္ကဋ္ဌကပူဇော်ပွဲဇိုဖေးဇက်ဖိုက်တာသူကမရာစကားအကုန်လုံးနားလေတယ်ဒီဇက်ဖိုက်တာဒုဥက္ကဋ္ဌကဝန်တန်းဖြစ်တော့အလုပ်ဖြုတ်ခံသွားတာပေါ့နော်ဒါကသူကကြောင်းပေါ်ထားလိုက်ပါတော့တက္ကသိုလ်ကျောင်းပြောနေတဲ့အချိန်မှာကျွန်တော်ဟာခမှာနေတယ်ဟာခမှာတက္ကသိုလ်နေမြေကပြဿနာတဲနေတဲ့အချိန်မှာမင်းတို့မှာအေကား200လှူကြပြီဒါမြေကောလိပ်ဆောက်ဖို့ကမရဘူးဆောက်ပေးလိုက်လေတောင်ပိုင်းတက္ကသိုလ်လို့ပေးလိုက်လေဝီတိုရီယာတက္ကသိုလ်လို့ပေးလိုက်ဝီတိုရီယာကောလိပ်လို့ပေးလိုက်ဇုံမီတိမျိုးမှာကွန်ပျူတာတိတ်ပံဖြစ်ကွန်ပျူတာတက္ကသိုလ်ပေးလိုက်တက္ကသိုလ်မပေးတော့မှကောလိပ်လောက်ပေးလိုက်ချင်းပြည်နယ်မျိုးတော်မှာတက္ကသိုလ်ပေးလိုက်ဒါဆိုရင်ကံပလဲလဲစီယုံလို့ရပြီသားမင်းတာလဲစီယုံလို့ရပြီသားပလဲဝါလဲစီယုံပြီသားဇုံမီလဲစီယုံပြီသားဖြစ်မှာပေါ့ကျွန်တော်တို့ကြပဲဟုတ်မလဲအစားခရနဲ့အမွေဆိုးတွေပေးတာကြဟောင်းတန်းဆိုဖေးနီးလေးမှာပေးရမြဟာထန်တန်းပေးလိုက်တော့ဘာစီလုံးရမှာလဲစီလုံးလို့မရဘူးအတွေ့ခေါ်မမှန်တာအစားခရနဲ့ဘူတိုက်ချုံမတူပြီးသားပဲချင်းပြည်နယ်ကဲတဲ့လူကဘူးချင်းပြည်နာမဲ့ကောင်းအောင်လုပ်ပြနိုင်တာမတူပြီးသားဘာရတယ်တနတ်တလက်နဲ့မင်းတစီပဲရမင်းတကောင်ပဲရဘူဂျုံဘီဟာခတာမဟုတ်လေတဘောနော်ဘူတိုက်ချုံဟာခတာမဟုတ်ဘူးလေဒါပဲမြက်ကသူတို့အတွေ့ကကျွန်တော်တို့ချင်းပြည်နယ်လူကြီးတဲ့အနေနဲ့ပေါ့နော်ဘာစဉ်းစားပေးကြတယ်လဲတောင်းတဲ့လူမှပေးเสียမလို့ကံပလက်ပါရှိလေကံပလက်စောနေရောသမားတွေပဲနေကြတာကျွန်တော်ဟာခထန်တန်းဖလမ်ဖဲကတွားမနေကြဘူးဘာကြောင့်လဲဝီတူရီယာတောင်ရှိတယ်ဝီတူရီယာတောင်မှာဘယ်သူမှချင်းစကားတွေနားမလဲတောင်ပိုင်းစကားကလွဲလို့ဘာမှနားမလဲဘူးတောင်ပိုင်းကားပဲလာတယ်တက်လာတယ်ဒီဘယ်လိုပြောမလဲစော်ရောပကံကနေတက်လာတဲ့ကားတွေပဲကျွန်တော်ဖြစ်စေချင်တာကဘာကြောင့်ကျွန်တော်တို့ CNA အကြောင်းကိုအများအားပြောတာလဲသူတို့ရင်နာစရာမလိုဘူးကျွန်တော်တို့ချင်းကိုစပြူခိုင်းခဲ့တာနှစ်ပေါင်းအခုက30ကျော်ပြီလေအဲ့ဒါကြောင့်ကျွန်တော်တို့ပြောတာသူတို့ကိုပြောတာသူတို့ရဲ့ဖားခင်နေတဲ့တာဝန်ခံတာကအကြာကြီးပဲလေအဲ့ဒါကြောင့်ကျွန်တော်သူတို့ကိုအပြစ်ပြောတာအခုပေါ်လာတာຫນွေဥတော်လိုင်းမှာပေါ်လာတဲ့ဟာကအမှန်တိုင်းပြောမယ်ဆိုမင်းအောင်လှိုင်တာအာနာမသိရင်ပေါ်ချိန်မှပေါ်မှာပေါ့နော်မင်းအောင်လှိုင်ပေါ်လာလို့မင်းအောင်လှိုင်ကမကောင်းဆိုးဝါးစိတ်ဝင်လာလို့အခုပုံဆိုင်နဲ့ຫນွေဥတော်လိုင်းပေါ်လာတာအဲ့ဒါချိန်မှတာပြုံးပြင်ပြောင်းလဲလှုပ်လို့နည်းနည်းစီးလုံးတာဒီအောက်ပီကဗမာတွေတခြားတိုင်းသားတွေလက်စပြုခံလာတာအခုနည်းနည်းလက်စလာကျွန်တော်တို့ဖြစ်စေချင်တဲ့ဘဒူးမှ CNF-CNA ကိုအစားကရနဲ့အပြည့်မတင်ကြပါဘူး CNF-CNA ရဲ့အမှန်ဆိုရင်ကျွန်တော်တို့ချင်းထုံးစံအတိုင်းဆိုရင်သူတို့ကောင်းကြီးမရဘူးလို့မရမှာဘူးနော်နှစ်30ဆိုရင်အင်ထောင်ပြိုးပြီးမှကလေးမွေးရမယ့်နှစ်လက်စစ်နေပါရှိပြီလေလူတယောက်ဆိုပေါ့နော်သူသားသမီးတွေတောင်မှ10တန်းလောက်ထက်တန်းပညာသင်ရမယ့်အသက်အရွယ်ရှိနေပြီလေဒါမျိုးသူတို့ပညာပါလေလို့မေးကြီးလိုက်ရင်ပေါ့နော်တီးနိုင်တာပေါ့သူတို့ကနံပါတ်1နေနဲ့သူတို့စခန်းယုံချုပ်ကဝီတူရီယာစခန်းပေါ့နော်အဲ့ဒါမရာနေမှာရှိတယ် CNF-CNA ဒီကအကြီးဆုံးလောဆယ်ကချင်းတဲ့ကောင်စီကိုထပ်ပူစီကျုံဆိုရင်ကျွန်တော်ကိုကြီးနေတငယ်ချင်းပဲပို့ခွန်ဦးလည်းလို့ဆိုရင်သူ့အမျိုးသမီးကမရာလေပြည်စုလိုက်ပေါ့နော်သူဆိုရင်သူကဇုတ်ဖေးအိန္ဒိယမှာမရာနဲ့ခံယူတဲ့ဖွဲပဲသူနဲ့ဆိုရင်သူစကားနဲ့ကျွန်တော်စကားဒီတိုင်းတည်းပြောလို့ရတယ်သူမိမဆောင်တဲ့ချိန်မှာကျွန်တော်ကိုကြီးကပဲသူဖခင်လုပ်ပေးတာလေပူဆိုလမောမရာလေးဆုံးဖုံးမယ်လို့ပြောတာဒါဟာခါလူပြောမယ်ဆိုကန်တူပဲသူမိမမိချူဆိုတာမရာမလေစပေါင်းတေတူလောင်ချင်းနော်လောင်ချင်းသူ့အများလောင်ချင်းပဲဆိုလိုတာကတူဦးလေမျိုးတွေကိုစုံဖုံးမယ်လို့ပြောတာဖျားတခင်လည်းမကြိုက်ဘူးချင်းထုံးဆန်လည်းမကြိုက်ဘူးချင်းယူရလည်းမကြိုက်ဘူးဖင်ကျုံးမှာပေါ့နော်ဖင်ကျုံးမှာပေါ့ပူဆိုလမုံက
Kapulo Marari Koyame Luga, Marari, some pomne, Pioera. Do ye mimaka bedua mingla some bedele. Do data media, bedua piajong or anham bedele. Piajong piata kinsima, Sudan bedele. CNF, CNA, ya, General Mararian in the same book. Go Yinlu. Mera at the go Sandile Pia, Hakatan, that way Luma Peja. Mararibe, Sandile Pia, Chimpon, a child de Pia. At the compare in less of beer, you are dango core, no. You are dango core. India ga more say you are so into a culo lupere, lucide, a piena me campere, a miaja. Era general family lupide hago, general mararigo, some pomne. At the contapime, a mi pion low me, elu low nero. Throw di chima, bear simpinamele. Throw in here, Ochelora leno. General chin go, who's some bear me sa. Wait, balloony nebo. Limoti longo. Balupon Sane Lomele, so I may have some limotico, a conquima, say Momane, CDF and a call on Quabelide. Quabelide through a team humble. General Marane, CNF, CNega, Yin Pido, General CJDC ma when Echema, Upatono to each other. General Echema, CJDC ma, General Pio Papa Nelide. Through about Viola, Putai Kutanga, CDF Marane, Mara Army Top on Java, Usilaro. Topon Java, CDF Maraga, General CDF Marano, Victoria came home manera. They none to Rube La Pera, General Cuni Totamne, the Capere, Nayolare, Toyong Piandare, Dudiajaman, Heovechano, General Pacintiga, Siari, Locaimima, Nayo, Mara, Toyo, CNF Neon Pere. A person Toma, Tenansiago Mishiro, Tenan Pemelu Mishiro. General Mitadi, Jerry, Taka, Trader Ludi, CDM the Mari. Tenambe kind of Asaka left right. Now find out Benya, Pitaro, sit to do Talomiabo. The no piece a palo core chain magat. Tata Milu, Lolene, the Yaltopela. Two Tata Milu Pima. Tenansia Mishiro Ulo Dura Lecadore. Maluewu, Alacane the Beloba, Miss Uriah, Matura Lemacambo. An ore. Adam Janobule, a sunrifer said to it. Taining Tipelo Miabura. General Nagago said to Mala, Manipur said to Mala, Gay to Pulemalouzuma. A man swing ego said to Pu Ergariani Shibi. General CJDC member, Piretsima, CDF Marane, MDF got to a pomba, the you impiola de Kajama General, Bouncy Lobima, Omin Bilo, top your Kajamarale, the support the of Niago, Lekamima, General de Yowin, low period through Sagago le. Amana Benebono. General Miba Piturina, Conan to you in Lode, a poesy, MTC, MDF, so they go. The you in Pechalide. They never pay 9 dollars the mule. They cut another one down. They Nancy go down here, my pay 9 dollars the mule. The road policy, 10 dollars the mule. I've been to you in pay a letter mule. Pere Kajarole, General, ya, Shavima, General, ego. They Nancy Pipi, Mahame Pipi. Who are doubting in Lumiaule, Dolhain Kalamabono. Turu Pimaro Guamame Shama, Share Kajarole, Turua Balule, Sakalem Simichin, who are Amana Benebono. The Chata in Darico, Le Jama Lem Suimbu. Abi, Guya Tapedi, Guya supportaria, a young command minus Aida Hagolem Tame, the Kama, Elu, one in Piramshu, a young Jane, Sagalonia, Mere and Tonija. The kind year, Bodari, quit around Sadi, who had it so Ojara. The kind of below Muti said that she killed it. Chimbine ma. Hakame Purechema, the kind John Data Megan in it, Chimbine, a Lucama Miaila Peri. Chimbine, a Yijo, Meran Pawinguni Kejar. The kind of got Chimbine, gone down to Kuma Pio Pujabo. General Chini, a Digadi, Hakatan, CNF, CNA, Usan, a Pueri, supporter the got. Lies guy, you kind of namely, Nene Dodera, no, you kind of gone down me pioneer. The Luigi and in Nigeria, no. General Copu, Okatachile, Piazoma, Pure piano. General Luigi, Nene Sinchin, Badam there. General Tainda Aloma, Wadile, Dura unit to Shima Bo. Uganile Shima Bo, Shanile Shima Bo, Nakuque Lule Shima Bo.
ဗုဒ္ဓဘာသာလည်းရှိမှာပေါ့ဒါတိုင်းသားချင်းချင်းလေအဲ့ဒီဟာဒီနေ့စကားပြောတာမနေ့ဖြတ်မိုးလင်းလာရင်သူတို့မျက်နှာဒီအချိန်မှာသူတို့ကဘာလုပ်တယ်လဲ fine safe လုပ်လို့ရပြီ screenshot လုပ်လို့ရပြီအဲ့အချိန်မှာဘသူကမျက်နှာပြရင်းမှာလဲရခိုင်နေဒီချိန်ဘာမှမပြောကြဘူးရခိုင်နေလဲလူအများကြီးပဲအမှန်တိုင်းပြောမယ်ဆိုရင်ဘယ်လောက်ထိလဲ long time မှာပေါ့နော်ကျွန်တော်တို့ long time မှာရခိုင်ကြီးကစစ်ကောင်စီကဒုက္ခပေးလို့သူတို့ကစားဖို့တောက်ဖို့အပိတ်ခံနေတဲ့အချိန်မှာခဏလေးနည်းနည်းလေးကူညီလိုက်ရင်သူတို့အကြီးကြီးနေမိနေအဲ့တဲ့အချိန်မှာ long time district တောင်မှလမ်းနေပိတ်ခိုင်းနေဓာတ်စီဒီပိတ်ခိုင်းနေပြဿနာရှာခိုင်းနေအမျိုးမျိုးလုပ်တယ်မိုးလေးလာရင်သူတို့ကဗာမျက်နှာပြရဲမှာလဲအဲ့လူကြီးတွေကကျွန်တော်တို့ CNF CNA ဆိုတာလူကြီးဖြစ်လို့အဖွဲ့အစည်းရင်းတဲ့ဖွဲ့ဖြစ်လို့ကျွန်တော်တို့ကဒီကနဲ့အမြဲတမ်းပြောတာပြောတဲ့ဟာတော့မှကျွန်တော်တို့အကုန်လုံးဖွင့်မပြောဘူးဘာကြောင့်လဲစင်ချင်ပြီးမှစဉ်းစားတဲ့ဖွဲ့စည်းဖြစ်တယ်ဇုံမီကိုလည်းထင်းထင်းတင်းတင်းနဲ့ကင်တွေတင်းတယ်ဖလမ်ကိုလည်းထင်းထင်းတင်းတင်းနဲ့ကင်တွေတင်းတယ်မရာတို့ဘာလို့ဆိုရင်အမှန်ဆိုရင် area လည်းကျင်းတယ်လူကလည်းလူဥကြီးကလည်းနေတယ်ကောင်းကောင်းလေးကင်တွေတင်းတယ်ပလဝကလည်းကောင်းကောင်းလေးစီယုံပြီးမှကံပလက်မင်းတို့အကုန်လုံးဥဆောင်တင်းတဲ့ခေါင်းဆောင်တွေကဘာဖွဲ့ဖြစ်လဲဒေါ်လာရင်းမှာ CNF ပဲရှိတယ်ဒါပေမဲ့သူတို့ကင်တွေတဲ့ပုံစံဆိုရင်တတော်ကိုစိတ်မကောင်းစရာဖြစ်တယ် long flight ထီတောင်ပြဿနာသွားရှာတယ် long flight မှာကျွန်တော်တို့ရဲ့တိုင်းသားချင်းရခိုင်နေအများကြီးရှိတယ်ရခိုင်နေဘာမှမပြောဘူးမလေးရှားမှာလည်းအများကြီးရှိတယ်အိုနေတဲ့လူရဲ့အနားမှာရခိုင်နေရှိရဆိုတော့သူတို့ကမသိဘူးသူတို့ကဒီချိန်မှာရခိုင်နေပြဿနာမရှာရဘူးဘယ်သူမှမရှုံအရှုပ်ရှိနေမလုပ်ရဘူးအယူသားဆုံးနေပဲလူတိုင်းကိုဆက်ဆိုင်မယ်ဆိုမှဒီချိန်မှာမနေ့ကဆိုကံပလက်တဲ့တင်ကဆင်းပေးတာတနတ်တွေလည်းပေးတယ်ကျွန်တော်တို့တနတ်ဝယ်ဖို့တောင်မှစင်းနေစမှာဝယ်ဖို့နော်တောင်းတာမဟုတ်ဘူးဝယ်ဖို့တောင်မှဗန်းပြဖို့လေးတောင်မှလက်မခံဘူးကျွန်တော်ဖြစ်စေချင်တာ CNF လူကြီးတွေကလူကြီးစိတ်ရှိစေချင်တယ်အရန်ဒီ online ကနေရှောက်ပြောတဲ့လူတွေပုံစံမျိုးနဲ့မဖြစ်သင့်ဘူးကျွန်တော်တို့မရာတို့ကပြောရင်တော့မှနည်းနည်းတော်သေးတယ်နော်ဘာကြောင့်လဲຫນွေဥတာတော်လိုင်းလက်နှင်းသားပဲရှိသေးတယ်လေတကယ်ဖွဲ့တာ3နှီးပဲရှိသေးတယ်ချင်းကြီးအောင်ဆိုတနည်းပဲရှိသေးတယ်ဒီဟာဒီရိုင်းတဲ့ရင်လေဘာမှမတီးသေးလို့ပါကွာအတွေ့အကြုံလည်းမရှိသေးလို့ပြောလို့ရတယ်သူတို့ကဒီချိန်မှာမပြောသေးဘူးဒါပေမဲ့သူတို့ကင်တွေတဲ့ပုံစံကိုကြည့်မယ်ဆိုရင်တတော်ကလူကြီးတွေအနေနဲ့ပေါ့နော်ရည်စရာလေးကောင်းတယ်ဟာတာလူလည်းဖြစ်တယ်အောက်ချက်လွတ်တဲ့ဟာလေးလည်းအများကြီးဖြစ်တယ်ရိုင်းလေးရိုင်းနေစီယုံကြီးလည်းမလုပ်ဘူးပေါ့နော်ကျွန်တော်တို့ဒီမရာကစလိုင်းဘွေကုန်းဆိုရင်သူ့နောက်ကျောင်းကိုလဲလာလေကျွန်တော်ပြီးမတင်ဘူးဒေါ်လိုင်းနောက်ကျောင်းကိုလဲလာစေချင်တာကျွန်တော်တို့ရဲ့ CJDC ဖွဲ့ကလေးကနေ CNF CNA တို့ဒီအရင်ဖွဲ့တွေပေါ့နော်အကုန်လုံးကျွန်တော်မရာမှာကျွန်တော်တို့မဟာမိတ်ဒီစီမှာဝင်ရောက်နိုင်တဲ့အခြေအနေကဘာကြောင့်ဖြစ်လဲဆိုရင်ဒေါက်တာငိုက်တောင်အောင်ကိုလည်းကျွန်တော်ဒဲပြောတယ် CNF တွေကိုလည်းဒဲပြောတယ်မရာနေမြေကို inquiry ဖွဲ့လာကြပါမယူတရင်မထောက်ခံနဲ့မယူတရင်မထောက်ခံနဲ့အဲ့အကြောင်းကျွန်တော်တို့မှာယူတာနဲ့အလုပ်လုပ်တယ်P2 support ရှိလားမရှိဘူးလား inquiry လာလုပ်ကြပါ CHRO လည်း human rights အနေနဲ့လာပါဒီ CNF အနေနဲ့လာကြပါ inquiry လာလုပ်ကြပါဘယ်သူမှလာမလုပ်ဘူးဘယ်သူမှလာမလုပ်ဘယ်သူမှလာမလုပ်တော့ဘာမှမသိဘူးတီးမှာဆိုလို့သူတို့ကမလာချင်တာအဲ့အကြောင်းကျွန်တော်တို့ကလောကကြီးမှာတစ်ခါပဲတည်မယ်P2 အကျူးပဲတည်တာကောင်းတယ်ဆိုမှကျွန်တော်တို့ကသူတို့ပဲမုံဘလူပဲနေနေကျွန်တော်တို့က P2 နဲ့လက်တွေ့တဲ့အရာများဖွဲ့စည်းမှာယက်တီမယ်ဆိုမှဒီချိန်မှာယက်တီတာယက်တီတဲ့ခါကျတော့ကျွန်တော်တို့ CJDC ဘဝမှာCJDC ဘဝမှာတကယ်ကိုယ့်ဖက်မှာယက်တီတဲ့ဟာဘာဖွဲ့ရှိလဲတချို့ဖွဲ့ဆိုရင်မရာဘာပြစ်ရှိလဲ terrorist နဲ့ကျင်ညာရမယ်လို့ပြောရလဲဘာကြောင့်လဲမဲခွန်းထုတ်လဲ topic မရာကို MTC MDF ကို terrorist နဲ့ကျင်ညာရလောက်အောင်စာရန်တင်ပါ CDF လောက်သူကိုတွားမြလိုက် CDF မရာကိုတွားမြလိုက်ပေပါနဲ့လာတင်ပါဘာမှသူတို့မမင်းဘူးအပြင်မင်းတပ်ဖွဲ့တွေကဘာလို့မရာတွေကို terrorist ကျင်ညာမလဲဘာအပြစ်ရှိလေလို့မင်းလိုက်တာမင်းတပ်နဲ့ဇုံမီးတွေကကျွန်တော်တို့နီးတဲ့လူမဟုတ်ဘူးနော်တောင်ပိုင်းမှာဝေဆုံမင်းတပ်မြောက်ပိုင်းမှာဝေဆုံကဇုံမီးရက်တီပေးတာဆိုလိုတာကကျွန်တော်တို့ဇုံမီးကိုမြှောက်လို့မဟုတ်ဘူးမင်းတပ်ကိုမြှောက်လို့မဟုတ်အမှန်တရားဖက်ကိုရက်တီတဲ့ဖွဲ့ဖြစ်တယ်
ကျွန်တော်တို့မှာယူယူသားသားလေးနဲ့ပုံမှန်လေးရက်တီလာတဲ့ခါကျတော့ကျွန်တော်တို့ကလက်မခံမှတော့ကျွန်တော်ထွက်မှာပေါ့မဟာမဲအစ်ပြန်ရှာမှာလို့ဆိုမှ CJDC ကနဲ့အထုတ်ခံတဲ့ခါကျတော့ကျွန်တော်အပြေခံတဲ့ခါကျကျွန်တော်ထွက်လာတယ်အဲ့အချိန်မှာဇုံမီကဘာလို့အပြစ်မရှိတဲ့လူကိုတခါတည်းပေကြတာလဲဒီထိရောက်တဲ့လူကိုမျက်ခွန်းထုတ်ကြပါလို့မဲတဲ့ခါကျအစည်းအဝေးမှာမျက်ခွန်းမထုတ်ဘူးတနင်္ဂနွေနေ့မှာဟောခမ်းမှာကျွန်တော်တို့ကိုခေါ်မှာမျက်ခွန်းထုတ်တော့ကျွန်တော်တို့လည်းအမှန်တရားပြောမှာပေါ့ပူထားဟဲ့တို့လေးစားရတဲ့ကျွန်တော်တို့ CJDC ဥက္ကဋ္ဌကြီးရှိရလဲဥက္ကဋ္ဌကြီးပူထားဟဲ့ဆရာကြီးရဲ့တောင်းဆိုတဲ့အတိုင်းကျွန်တော်တို့ပေါင်းစည်းရေးသွားလို့တာတောင်းမခံပေးဘူးလားကျွန်တော်ဒဲမေးတာလေတောင်းမခံပေးဘူးလားသူ့ဟာခတ်စကနေကျွန်တော်တို့ပြောလို့ရတယ်ဆရာကြီးပဲတွားပေါင်းပါလို့ပြောတာလေကျွန်တော်တို့တွားပေါင်းမိပြီလို့ဘာလို့လက်မခံတာလဲလို့ကျွန်တော်ပြောသေးတာဆိုလိုတာကကျွန်တော်ကစိတ်မကောင်းတော့ဘူးလေနော်ဆောင်းနေပါလေအကုန်လုံးလိုက်ပြီးမှချင်းထဲကနေအမောင်းထုတ်ခံနေဆိုတာချင်းတော့မှရင်နာသွားတယ်အမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်ကချင်းဖြစ်ချင်လို့ JMC Joint Military Council ကနေချင်းလန် Joint Defense Committee ဘက်မှာဥဆောင်ပေးတဲ့အဖွဲ့မှာကျွန်တော်ကိုယ်တိုင်ပါတယ်အပေခံတဲ့အချိန်မှာကျွန်တော်ကချင်းအကြိုက်ဆုံးချင်းကိုချင်းတောင်းတမဲကဥက္ကဋ္ဌလို့ဖူးတဲ့ပေါ်စီလာကချင်းကိုရင်နာသွားတယ်ကျွန်တော်ထွက်ပေါက်မရှိတာမဟုတ်ဘူးကျွန်တော်တို့အနောက်မရာနဲ့ပေါင်းမယ်ဆိုရင်လွယ်လွယ်လေးရတယ်ဘာကြောင့်လဲလမ်းကြောင်းတွေအများကြီးရှိတယ်ကျွန်တော်တို့တီးတန့်ရက်တီမယ်ဆိုရင်လည်းလုံးဝရှိတယ်သူတို့ကိုမထီးပဲနဲ့ရက်တီလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းထဲမှာအမဲရန်နေချင်းတယ်အမဲရန်ထွက်ဖို့မစင်စားဘူးလို့ကျွန်တော်တို့ပြောပြီးသားဖြစ်တယ်ဒါပေမဲ့သူတို့လူကြီးတယ်နေနေပေါ့နော်ဘာစင်စားလဲတော့မသိဘူးကျွန်တော်တို့ကိုပေးလိုက်မှတော့ကျွန်တော်တို့မဟာမိတ်တိရှာတဲ့ခါကျတော့မဟာမိတ်ရဲ့ဘာပြောတယ်လဲအေးဒီပေါ့နော်ဘာပြောတယ်လဲCNF CND ကသူတို့မှာ CDF မရာတွေလက်ခံCDF တွေလက်ခံတဲ့ခါကျအဖွဲ့အများကြီးရှိတယ်တင်နန်းပြဖို့အများကြီးရှိတယ်ကျွန်တော်တို့ကအားနေတယ်အဲ့ဒါကြောင့်ပြဿနာမရှိဘူးဒီမှာတင်နန်းလာတက်ကြပါနံပါတ်1နဲ့ကျွန်တော်တို့မှာကျွန်တော်တို့ AA နဲ့ CNA တင်နန်းတက်တာက KIA ပဲ course တူပဲလို့နံပါတ်1ပြောသွားတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ရဲ့ဆရာကြီးကျွန်တော်တို့ရဲ့father ပေါ့ KIA ကခရီးယန်တွေပဲကြိုက်တယ်လို့ဝပြူစီဝဲလုပ်ပါဖျားချောင်းလုပ်ပါစောက်ပါခရစ်စမတ်တွေလုပ်ပါတငယ်ချင်းရခိုင်တွေလည်းခေါ်ပါအကုန်လုံးဖြစ်တယ်လောလောလနေကြပါအားမနာကြနဲ့အဲ့လိုပြောသွားကြတယ်ပြောင်းပြန်ဖြစ်သွားတာပေါ့နော်ကျွန်တော်ဖြစ်စေချင်တာကျွန်တော်ချင်းထဲမှာလူမျိုးကြီးတာဝန်ခေါင်းဆောင်ကောင်းတာဝန်ကိုခံမဲ့လူကခေါင်းဆောင်မလုပ်လို့တာကျွန်တော်တို့ရဇုံမီနဲ့မရာမတွေးနိုင်ဘူးဇုံမီနဲ့မင်းသားတွေးရမယ့်နေရာမရှိတော့ဘူးဇုံမီနဲ့ဒီပလဝရီတွေးရမယ့်စပွဲလုပ်ပေးမဲ့လူပေါ့နော်မလုပ်ပေးတော့ဘူးလေအဲ့ဒါကြောင့်ပေါင်းစည်းရမယ့်ဟာတဲ့အကွက်ကွက်ပြပြဖြစ်နေကြတာပေါ့နော်အဲ့ဒါတခါတလေဆိုရင်စိတ်မကောင်းစရာခေါင်းဆောင်ကောင်းမပေါ်တာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာဘယ်လိုလဲဆိုရင်ဒီ NUCC ရဲ့တိမပြတဲ့ ICNCC ကနဲ့ CNF CNA ကနှုတ်ထွက်စာတင်လိုက်တယ်တီးတန်းလူလို့ထွက်တာမဟုတ်ဘူးနှုတ်ထွက်စာတင်တာတင်ပြီးတာနဲ့ဟိုဘက်မှာချင်းလက်ကောင်စီကိုဖွဲမယ်ဆိုပြီးမှချင်းစီစဉ်တဲ့ခါကျသူ့ရဲ့တငယ်ချင်းတွေခေါ်တာပေါ့ကျွန်တော်တို့ CDF မရာလက်တဆုပ်စာလို့အရင်ခေါ်နေခုလက်တဆုပ်မပြည့်တော့ဘူးလက်တဆုပ်မပြည့်တော့သူတို့ထောက်ခံတဲ့ရွာ2ရွာပဲကျန်2ရွာပဲရှိတယ်နော်တိုက်တဲ့လူလာမယ်ဒီဖုန်းနံပါတ်လေးမေးလို့ရတယ်ရွာကိုမေးရင်လေရ2ရွာပဲကျန်တယ်ဘာမှမရှိတော့လူလည်းမရှိတော့သူတို့မှာဥက္ကဋ္ဌစီစီချိုဟောင်းဒေါက်တာဆဆာယကူမိကေပါလို့ခေါ်လဲဦးဒုံလိုက်လဲထွက်ပြီဒုကချုပ်ခင်မောင်ထားKNU ကမှနေခဲ့တဲ့လူထွက်ပြီအခုအိန္ဒိယမှာပေါ့နော် CDF မရာကနေထွက်တဲ့လူက10ယောက်လောက်ရှိတယ်မယုံရင်လူနာမည်စင်းအောင်တောင်းလို့ရတယ်ကျွန်တော်တို့ကအခွင့်အရေးယူပြီးမှလည်း online မှာစကားမပြောခိုင်းဘူးဟိုဟာဒီဟာလည်းမလုပ်ခိုင်းဘူးအထောက်ထားတွေရှိတယ်သူတို့မှာဘာမှမရှိတော့ဘူးအဲ့ဒါခေါင်းဆောင်ဖြစ်တဲ့လူတွေကျွန်တော်တို့ဘယ်လိုပြောမလဲစလိုင်းဘွယ်ကုန်းတို့ဘာတို့ကိုအတွင်းမှာခေါ်ပြီးမှလေကြီးကျယ်နေပေါ့နော်ကျွန်တော်တို့အကုန်လုံးမရာပီတူတွေအကုန်လုံးကျွန်တော်တို့ထောက်ခံပါတယ်လို့ပြောခိုင်းနေတာအဲ့ဒါကိုသူတို့ယုံပြီးမှ research မလုပ်ဘဲနဲ့လက်ခံလိုက်တော့ဒီချင်းလက်ကောင်စီဒီတို့ကထားတွေပေးပြီးမှအဲ့မှာနေကြတာပေါ့နော်အဲ့နေကြတဲ့ခါကျတော့ကျွန်တော်တို့လည်းICNCC မှာမနေသေးဘူးအကာအကွယ်တမားတွေများတဲ့ခါကျအေးပါကျွန်တော်တို့ဖြစ်တယ်လို့ပဲအဆင်ပြေတယ်လို့နေပါမယ်မိဘတွေကလူကြီးတွေဆူတောင်းတဲ့ဟာအဆင်ပြေလာမှာပါဆိုမှနေလာတဲ့ခါကျပါဖြစ်လဲ
CJDC ကိုပြန်ဖြတ်ကြတယ်ဖျားသခင်ဘလူးစီစဉ်လေဆိုသူတို့ကပြန်ဖက် ERO ဆိုတဲ့ CNFCN နဲ့ပြန်ဖက်ပေါ်လာမှဆိုလို့ CJDC ကပြန်ဖြတ်ကြတာပြန်ဖြတ်တဲ့ခါကျတော့အကုန်လုံးအုံနှောမရှိတဲ့သူတွေမှမဟုတ်တာ ZFU PDF Zolan CNC CDF Minda CNO CNDF တုံးဖွဲ့ချင်းပြည်နယ်မှာအများစုလူမျိုးကြီးဖြစ်တဲ့အဲ့ဒါဇုံမီရဲ့ဖလာမဲမင်းတပ်ရဲ့ထွက်လာတဲ့ခါကျတော့ဘာဖြစ်သွားလဲချင်းငင်အောင်ဆိုတဲ့စပေါ်လာတဲ့ခါကျတော့ဘာဖြစ်သွားလဲမရာရီလဲဘလူးလဲဆွေးနွေးကြမယ်အစင်ပြီးဘလူးလဲဆိုမှကျွန်တော်တို့ဆွေးနွေးကြတယ်အစင်ပြီးတယ်ဆိုမှကျွန်တော်တို့ကချင်းငင်အောင်ဖွဲ့ဒီကဇုံမီရဲ့မင်းတပ်ရဲ့ဖလာရဲ့ကနေကျွန်တော်တို့ MTCMDF ကိုခေါ်လိုက်တော့ကျွန်တော်တို့ချင်းငင်အောင်ဖြစ်သွားတာပေါ့နော်အခုကျွန်တော်တို့ချင်းငင်အောင်ရဲ့foundation time မှာဘဒူးမှ CNF CNM ကောင်းချောင်း CDF တွေမကောင်းချောင်းဘဒူးမှမပြောဘူးကျွန်တော်ဒါသူ့ရဲ့ background ရှိလို့ကျွန်တော်ဒီနေ့ကနည်းနည်းပါးပါးပြောတာဘဒူးမှမပြောဘူးသူများမကောင်းချောင်းဘာမှမပြောတဲ့ချင်းငင်အောင်ဖြစ်တယ်ကျွန်တော်ကအခုကချင်း brotherhood ဆိုတဲ့ဖွဲ့ကနေ MTC MDF ရဲ့ဒုက္ခရောက်တဲ့အချိန်မှာဘယ်လိုပြောမလဲကူညီတယ်အပြင်သူတို့ထွက်လာတဲ့ခါကျ CJDC အဖြတ်ခံတဲ့အချိန်မှာဖြတ်သိမ်းခံတဲ့အချိန်မှာသူတို့ကလက်မခံတော့တီတန်းထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကိုခေါ်လာတဲ့တမိုင်းကြောင်းပြောချင်လို့အဲ့လိုဖြစ်တယ်နဲ့ကျွန်တော်တို့ကဘယ်လိုလဲလက်တွေ့ဖို့ဂိုင်လာတဲ့ခါကျဘာအထိဖြစ်သွားလဲအခုကစိတ်ရှိတိခံပြီးမှကျင်တွေကလည်းစတယ်အပြင်မဟာမိတ်တွေလည်းအဲ့တူပူမြလိုက်လို့တယ်အမှန်တိုင်းပြောမှဆိုရင်ချင်းငင်အောင်နေနဲ့လည်းဒီမင်းသားတို့မရာတို့နဲ့မဟာမိတ်လို့ဖြစ်တဲ့တိုင်းရင်းသားအာရခိုင်အဲ့ဒီကိုလည်းမဟာမိတ်တွားလို့ရတယ်အပြင်အခုကပြန်ဖက်ဒီဆိုရင်အတကုံးအော်တယ်အော်ရဟာကို file မှာ save လုပ်လိုက်ရင်ပေါ့နော်ဒီဟာကျွန်တော် Facebook တောင်မှ site ပြီးသွားမှာအတကုံးအော်ကြတယ်အလွန်ကျုံအော်ကြတယ်သူတို့မှဘာပြဿနာမရှိဘူးနော်အော်ကြတယ်ကျွန်တော်ချင်းငင်အောင်နေနဲ့စိတ်ရှိတိခံပြီးမှဘသူအကြောင်းမှမပြောဘဲနဲ့ဒီချိန်တွေကနေလည်းမတူပြီးဗျူဟာကြီးကိုလှုပ်လိုက်တော့ချင်းငင်အောင်ရဲ့စီလုံးချင်းကဒီမှာပြားသွားပြီလေချင်းငင်အောင်ကဘာတိုက်လဲမတူပြီးမှာစခန်း3ခုရှိတယ်အပေါ်ဘက်မှာထိတ်ဆုံးမှာတစ်ခုရှိတယ်အလယ်မှာကောက်ခွင်းရှိတယ်အောက်မှာဗျူဟာရှိတယ်ငလိုင်ဖနိုင်ဘက်မှာဗျူဟာကြီးဒီလောက်ကြီးကျယ်တဲ့ဟာကိုချင်းငင်အောင်နေနဲ့မဟာမိတ်တွေနဲ့တွားတိုက်တဲ့ချိန်မှာနောက်ကနေပေါ့နော်နောက်ကနေစကားကိုကူညီတဲ့ဖွဲ့တကယ်ရှေ့စရာကောင်းတဲ့ဟာပေါ့နော်အန်လို့တော့မှအန်ပြီးတော့မှမကျင်နိုင်ရမယ်ပေါ့နော် brush နဲ့တော့တိုက်ချင်ရမယ်ဖွဲ့စည်းတယ်ချင်းငင်အောင်ဒီကိုနောက်ကနေလာတိုက်တာလေအဲ့မှာကျွန်တော်တို့စကားကိုကူညီတဲ့အဖွဲ့တဲ့ကြောင့်ချင်းငင်အောင်နဲ့အသေးပေးရတယ်နော်တကယ်ချင်းငင်အောင်ချင်းထဲမှာယွန်စရာကောင်းဆုံးတဲ့ချင်းတွေရဲ့အချင်းဆုပ်မပြုတ်သေးတဲ့ဟာမပြတ်သေးတဲ့ဟာအဲ့ဒါကိုလုံးဝမဖြတ်တရွေ့ရတော့အဲ့ဒါဖွဲ့စည်းမဖြတ်တရွေ့ရတော့ချင်းထဲမှာလုံးဝမေရန်ကွက်ဖြစ်မှာပဲအဲ့ဒါဖွဲ့ဖြစ်ပါရင်လည်းဖြစ်မှာပဲအဲ့ဒါကြောင့်ဗျူဟာကကျွန်တော်တို့ရှေ့ကလည်းအသေးပေးရတယ်နောက်ကလည်းအသေးပေးရတယ်ရှေ့ကစကားနောက်ကလည်းကိုချင်းအလေမှာကိုကခံနေရတာအကုန်လုံးစက်တင်ထားတာပေါ့ချင်းငင်အောင်ရဲ့ရဲဘော်တွေကကြက်ညှက်ခံပြီလေလူတိုင်းကကြောက်နေပြီလေအဲ့ဒါချိန်မှာဘာပြောကြတဲ့လဲဆိုရင်လူတယောက်ကိုကားဘာလို့တိုက်တာလဲလို့အစပြောကြတာပေါ့နော်လူတယောက်ဒီ CNA ကတယောက်ကကားနဲ့ဒီဒုက္ခတွေတွေကိုတွားကြူတယ်တဲ့ဒုက္ခတွေတွေကိုတွားကြူတော့အဲ့ကောင်ကိုဖမ်းပြီးမှတတ်ကြတယ်တဲ့တတ်ကြလို့ကျွန်တော်တို့ကချင်းငင်အောင်ကိုမတိုက်ချင်ပဲတိုက်ရတယ်တဲ့အဲ့ဒါဖိုင်ကျွန်တော်စီမှာရှိသေးတယ်ခုသူတို့ပြောတဲ့ဟာရီးတဲ့ဟာအဲ့ဒါကောင်ကကျွန်တော်တို့ဒီအမြန်အဆက်တွေလို့ရတာပေါ့ချင်းငင်အောင်မှာမရာဒီကနေပေါ့နော်အဲ့လိုပြောကြတယ်အချင်းတိုက်နေတာပြစ်နေတာမကောင်းဘူးအဲ့ကောင်တွေကိုဖော်ထုတ်ကြပါလို့ကျွန်တော်တို့ဖော်ခိုင်းတယ်ဖော်ခိုင်းတဲ့ခါကျကျွန်တော်မသေးပါဘူးကျွန်တော်ရှိပါတယ်လို့ပြောပြန်နောက်ကလာတိုက်တဲ့ CC တပ်ဖွဲ့တွေက CNA ကောင် relief ဒုက္ခတဲ့တမားတွေပေါ့နော်တွားကူညီတဲ့လူကိုတတ်လို့ပြစ်တယ်လို့သူတို့ပြောတာလေအဲ့ကောင်မသေးဘူးအခုရှိတယ်နော် online ကနေကျွန်တော်တို့ဗီဒီယိုပြခိုင်းပြီအဲ့လိုပုံစံမျိုးဒီသူတို့ရဲ့ကျွန်တော်တို့ကိုတိုက်နေတဲ့ဟာကအမှန်ပင်ဒီအထောက်ထားမရှိဘူးအဲ့လိုမျိုးတွေရှိတယ်အဲ့နဲ့ကျွန်တော်တို့ကဘလူပဲဖိနေပေါ့ကွာပြန်မတိုက်ဘူးအကာကွယ်ပဲလုပ်ပြီးမှဗျူဟာကြီးကိုမတူပြီးဗျူဟာကြီးကချင်းငင်အောင်နေနဲ့အောင်မြင်သွားပါတယ်
အဲ့ဒါပြီးတာနဲ့အဲ့အချိန်မှာဘသူမှကျေးဇူးတင်ကြောင်းမပြောဘူးအမှန်တိုင်းပြောမှဆိုရင် CNF နဲ့လဲချင်းလက်ကောင်စီနဲ့လဲဗျူဟာကြီးတိမ့်တဲ့ဟာကကျေးဇူးတင်တယ်လို့မပြောဘူး NUG လည်းမပြောဘူးနောက်ပိုင်းကျမှဒုတိယအနေနဲ့ချင်းငင်အောင်အနေနဲ့မင်းတပ်စခန်းမင်းတပ်မျိုးပေါ်စခန်းကိုတိမ့်တဲ့ခါကျတော့မင်းတပ်စခန်းတိမ့်ပြီးတာနဲ့ဗျူဟာထဆွဲတာပေါ့ကျွန်တော်တို့လူကြီးတွေကစကားမပြောဘူးစာလဲ online မှာမရေးဘူးအစဲခံရင်လည်းခံတာပဲအော်ခံလည်းခံတာပဲဒါမင်းတပ်တိမ့်ပြီးရင်ကံပလဲပါတွဲပြီးမှတိမ့်လို့ရအောင်ဘယ်လိုလုပ်မလဲဗျူဟာဆွဲကြတာပေါ့မင်းတပ်ဖွဲကဒီမင်းတပ်ပြီးရင်မတူပြီးဖွဲကဘယ်လိုခွဲကြမလဲကံပလဲဖွဲဘယ်လိုခွဲကြမလဲအကုန်လုံးဗျူဟာဆွဲမှ ready နဲ့ထားလိုက်တဲ့ခါကျမင်းတပ်ပါတိမ့်လိုက်တာနဲ့ကံပလဲတိမ့်မြဖွဲတွေကံပလဲချင်ရင်ရောက်တာနဲ့ကံပလဲဖွဲတွေကကံပလက်ကစကတီးတာပေါ့သူလည်းထောက်လှမ်းများတာပေါ့သူကနိုင်ငံတော်တိုက်ရင်ဆိုတော့တီးတာပေါ့နော်ကျွန်တော်တို့ကတခါတည်းအဖမ်းခံတာတို့အသက်ခံတာတို့မကောင်းဘူးဆိုမှတို့ဒီအစင်းမင်းလက်နဲ့ဒီပေါ့နော်ငွေပတ်စံတို့ပါတော့အများကြီးတို့လူအဲ့ရတွေအကုန်လုံးတည်သွားပြီးမှထွက်ပြေးသွားကြတယ်အဲ့အချိန်မှာတော့ကျွန်တော်တို့ကတော့ဘယ်လိုပြောလဲမင်းတပ်စကန်ဆိုရင်မတူပြီလို့မကြည့်ဘူးပေါ့နော်မကြည့်ဘူးဗျူဟာလည်းမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့လဲတော့မသိဘူးကျွန်တော်အုံနှောင်းနေမမိဘူးချင်းလက်ကောင်စီကနဲ့မင်းတပ်စကန်တိမ့်တဲ့ဟာပေါ့နော်ကျေးဇူးတင်ကြောင်းပိုးပေးတယ်ပေါ့ NUG ကနေလည်းပို့ပေးတယ်ကျွန်တော်တို့ကျေးဇူးတင်တယ်လို့ပြောရမှာပေါ့နော်ဘယ်လိုပဲဖြစ်နေကျေးဇူးတင်မှာတော့ဘာဖြစ်လို့မတူပြီး view ဟာကြီးမှာမပိုးကြတာလဲတခါတလေစိမ့်စားရတာပေါ့နော်အဲ့လိုမျိုးရှိတယ်အပြင်တောင်ပိုင်းကကျွန်တော်တို့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပေါ့ကိုယ်အင်အားမဟုတ်ပါဘူးဖျားသခင်ကခွန်အပလာကြီးတဲ့ဟာကိုကျွန်တော်တို့ယူသားတဲ့ချင်းငင်အောင်အတွက်အင်အားကြီးတဲ့အေးကိုတုံးချပြတာကျွန်တော်တို့မုန်းနေတာပါလဲစနီးစုဘသူကကင်တာလဲဗမာကကင်တာမဟုတ်ဘူးစကကင်တာစကကင်တော့စကစီစနီးစုကင်တဲ့ဟာကကျွန်တော်တို့မောင်းထုတ်တာမောင်းထုတ်တဲ့အချိန်မှာဖျားသခင်ပြင်ဆင်ပေးတဲ့အေးရီရောရီရောစောရီရောအကုန်လုံးဘူကဖွဲရီရောအကုန်လုံးဝိုင်းကူညီကြတာကျွန်တော်တို့ online မှာတော့မှတခါတလေဆိုသူတို့နာမည်အကုန်မပြောဘူးဒါပေမဲ့သူတို့ကမခံပြင်းဘူးအဓိကလက်တွေ့ဖူးပဲလူတယ်ဆိုမှလည်းလက်တွေ့ကြတယ်တောင်ပိုင်းနေအောင်မြင်သွားတယ်အကုန်မြောက်ပိုင်းနေမှာလှုပ်တော့မယ်ဆိုတဲ့ချိန်မှာလဲစူးညောင်ခလောင်းတွေအများကြီးလှုပ်ပေးတယ်ဘသူလှုပ်ပေးတယ်လဲကျွန်တော်တို့ကိုအေးစစ်လေးရှောင်ပေးလိုက်ရင်သူတို့မတိုက်နေပါစေရှောင်ပေးလိုက်ရင်ဖလန်းကိုကောင်းကောင်းလေးနဲ့ချင်းကြီးနောင်တွေကသူတို့ကမကူညီလဲကျွန်တော်တို့ကကောင်းကောင်းလေးတိတ်လို့ရတယ်အဲ့ဒါကိုကြားမှာဒီအေးတွေကကူညီမှာဆိုလို့ချင်းကြီးနောင်ကကူညီမှာဆိုလို့ကြားညပြဿနာအများကြီးရှာကြတယ်အမှန်ဆိုရင်ဒီတချို့ဖွဲ့တွေကယူသားတဲ့ဖွဲ့တွေအများကြီးရှိတယ်ဒါပေမဲ့သူတို့ကပိတ်ပိနေကြလို့ကျွန်တော်တို့ချင်းကြီးနောင်ဖက်ကမပါတာချင်းကြီးနောင်နေနဲ့စန်ထန်းနဲ့အဆက်တွေရှိတယ်လောက်တုနဲ့လည်းဆက်တွေရှိတယ်ဒိုင်နဲ့လည်းဆက်တွေရှိတယ်အပြင်ဇုံဖိတ်လည်းဆက်တွေရှိတယ်ဇုံတုံးလည်းဆက်တွေရှိတယ်အခုလောလောနဲ့လုံမယ်ဆိုရင်ချင်းကြီးနောင်ထဲမှာအကုန်လုံးချင်းအကုန်လုံးပါမဲ့ဖွဲ့တွေပဲဘယ်သူမှမပိတ်ကြည့်ဆိုမှကိုပါချင်းတဲ့ဖွဲ့ကိုပါကြပါလို့ open လုပ်လိုက်ရင်ပေါ့နော်ချင်းထဲမှာ CDF အများစုအားလုံး90ရာခိုင်နှုန်းကတော့ CB ထဲမှာပါလာကြမှာဘာကြောင့်လဲ CB ကမရိုင်းဘူးမဆူဘူးယူတနဲ့ရက်တီတာပါလာတဲ့ဟာကိုသူ့နေရာနဲ့သူပေးတယ်ပေးတဲ့ခါကျတော့ကျွန်တော်တို့ကကြော်ညာလည်းမဝင်ဘူးဒါပေမဲ့ဒီချိန်မှာတိတ်မပါကြတာဘာကြောင့်လဲပူဖွဲ့အားနာနေကြလို့အားနာနေကြတော့မပါသေးဘူးအပြည့်လည်းမတင်ပါဘူးဟုတ်တယ်လေသူတို့ကအစကရွေးချယ်တာနည်းနည်းမှားသွားတော့ဒီလောက်တော့ရှိမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအခုကဖလန်တိုက်နေတယ်ဖလန်ကျွန်တော်တို့ကတိတင်တိုက်မှာအဲ့လိုဖြစ်တဲ့ခါကျတော့ဖလန်နဲ့တိတင်ဆိုတာကျွန်တော်တို့အနေနဲ့ချင်းပြည်မြောက်ပိုင်းမှာအစုံဖက်မှာဒီဟာနှစ်ခုပြည့်ပြီဆိုရင်ကျွန်တော်တို့ဘာဝိုင်းရမှာလဲအခုကအလွယ်ဆုံးပြောမယ်ဆိုရင်ဒီ CC နဲ့ CB အလွယ်ပေါ့နော်CC နဲ့ ICNCC ရှိတယ်တပ်ဖက်မှာဆိုရင် CNF ဦးဆောင်တဲ့ဖွဲ့နဲ့ CB ဦးဆောင်တဲ့နှစ်ဖွဲ့ရှိတယ်အမှန်တိုင်းပြောမယ်ဆိုရင်CNF ဦးဆောင်တဲ့ဖွဲ့မှာသူတို့ရဲ့လက်ထက်မှာမျိုးနေနဲ့စကန်ကြီးတဲ့ဟာကိုကြည့်မယ်ဆိုရင်ဟာခတ်စကန်နဲ့ထန်တလန်စကန်ရှိတယ်အပြင်CB ဖက်မှာဆိုရင်ဖလန်နဲ့တိတင်ရှိတယ်တိုက်နေတာကဖလန်နဲ့တိတင်တိုက်နေတာကကျွန်တော်တို့ CB ဖက်တိုက်နေတယ်CNF ဦးဆောင်တဲ့ထန်တလန်မှာတော့
ကျွန်တော်ကိုကပြောတာဗောနော်ကျွန်တော်တို့အိမ်ရမိလောင်သွားတဲ့အိမ်မှာတော့အပြင်ပေါက်တဲ့ထင်းရှုပ်ပြင်ကတော့လွှားဆွဲလို့ရပြီတဲ့ဘာကြောင့်လဲဆိုပြာကြမှာပေါက်လာတဲ့ခါကျတော့အပြင်ကြီးဖြစ်သွားတာဗောနော်၄နှစ်လောက်ရှိပြီလေအဲ့လိုမှရှိတဲ့တောပဲရှိသွားတဲ့ဖြစ်သွားတဲ့စခန်းကမတိမ်သေးဘူးလေဟာခဆိုရင်ဘယ်လောက်လွတ်လပ်တယ်လဲကျွန်တော်တို့ရဲ့လူကြီးတွေတော့မှအားနာတယ်ပြောဖူးလဲအားနာတယ်ကျွန်တော်တို့ချင်းဝန်းဆောင်နဲ့ချင်းမျိုးသားနဲ့ချင်းပါကြတယ်ဗျအဲ့ဒါချင်းလက်ကောင်စီရဲ့ထိန်ချုံနေမှာပေါ့နော်ချင်းမျိုးသားနဲ့ချင်းပါကြတယ်စီကာချင်းပါကြတယ်ဗျဒီစကားစဥဆောင်ပြီးမှချင်းမျိုးသားနဲ့ချင်းပါကြတယ်ချင်းလူကြီးတွားတက်ကြတယ်တခါတလေဆိုရင်ကျွန်တော်တို့အဖွဲ့ကြီးဖြစ်တဲ့အဖွဲ့အစည်းတွေကတွားမဲ့တက်ကြတယ်လားမသိဘူးတွားတဲ့လူလည်းရှိနိုင်တယ်အဲ့ဒါ CC နဲ့ CB စင်းနဲ့ဥဆောင်တဲ့ဖွဲ့နဲ့ CB ဥဆောင်တဲ့ဖွဲ့မှာ CB ဥဆောင်တဲ့ဖလန်းမှာတော့ကျွန်တော်တို့ဇုံမီတွေရောမင်းတပ်တွေရောဖက်ကတွေရောဒီအောက်ပီကအဖွဲအများကြီးအတိတ်ပစ္စနေကြတယ်လေရင်ဒီခဏလာနေတယ်မင်းတပ်မှာဘာမှမရှိတဲ့ဖက်မှာတော့မှလေရင်လာနေတယ်အဲ့ဒါကတိုက်နေကြတာဗောနော်ကြီးစံနေလဲဇုံမီဖက်ကနေရတဲ့ဟာကကြီးစံနေလဲပူဖလန်းဖက်ကလည်းအကုန်လုံး online ကနေလဲဖန်ရှာတယ် online မဟုတ်တဲ့နေရာမှာလဲအလှခံကြတယ်အတကုံတို့ဟာနဲ့သူက CNO အနေနဲ့အများကြီးလှုပ်တယ်အဲ့ပြီးမဟာမိတ်လာတဲ့ဖလန်းစခန်းကိုတိမ့်နိုင်ဖို့ရန်ကျူးစားတဲ့ဖွဲ့မှာအတိတ်ပေးစားတဲ့သူလည်းရှိတယ်ကိုလည်းအင်္ဂါပေးစားတဲ့သူလည်းရှိတယ်အများကြီးလှုပ်နေကြတဲ့အချိန်မှာဟိုဘက်မှာနီနီနာနာလေးမှာတော့ချင်းမျိုးသားနဲ့ပွဲချင်းပါနေကြတယ်အဲ့ဒါကတော့ကိုဟာနဲ့ကိုပဲတွဲကြပြတော့နော်ဘာဒီချင်းပြည်နယ်နှစ်ဖွဲ့ဖြစ်တဲ့ဟာမှာဘာဖြစ်တယ်လဲပေါ့အဲ့ပြီးရင်ကျွန်တော်တို့မှာစီးပြီးမှလောလလေးနဲ့ကျူးစားလို့မရဘူးအဟန်တာတွေဖြစ်တယ်ရှိတယ်စကားဟန်တာရမှာတော့ကျွန်တော်တို့ကလက်ခံတယ်ချင်းတွေကလမ်းတွေပိတ်ဟိုဖွဲ့မှာဟွန်ငိုရမ်တွေဟိုလောက်ခိုင်းလိုက်ဒီငွန်တွေဟိုလောက်ခိုင်းလိုက်ဒီဟာလောက်ခိုင်းလိုက်ဟိုမှာစခန်းချလိုက်တုံးစံဖက်မှာပြဿနာသွားရှာလိုက်တခါတလေကျွန်တော်ဒီဟာခါစက live ကပြောတဲ့နေရောက်ဆိုရင်တော်တော်တဘောကြရရှိတယ်လိုက်ပတ်ကိုစုံဆိုတာလိုက်ပတ်ကိုစုံကျွန်တော်တို့ရဲ့စပေါ်တာဖြစ်နေတဲ့အဖွဲတွေဘာဖြစ်လို့မရာဒီဒုက္ခပြေးလိုက်ဒီဇာရီဒုက္ခပြေးလိုက်ဘယ်လိုပြောမလဲဒီတွန်းစံဖက်ကိုတွားလိုက်ဖလန်ဖက်ကိုတွားလိုက်လုံနေကြတယ်လေစာကားစခန်းကိုနှစ်ခုပဲရှိတဲ့ကိုဒဲတိုက်ကြပါလားអော်သွားတယ်အပြင်ဟေဘရူစလိုင်းဟေဘရူဆိုရင်လည်းអော်ကြတယ်အမှန်အဲ့ဒါမှန်ပဲဒါပေမဲ့နောက်ပိုင်းကျသူတို့ဘာဖြစ်သွားလဲဝါနင်ပက်ခံကြတယ်အမှန်တိုင်းပြောရင်လေဝါနင်ပက်ခံတာပဲကျွန်တော်တို့ရဲ့ခေါင်းဆောင်တင်နေတဲ့ချင်းခေါင်းဆောင် CNF နဲ့ခေါင်းဆောင်တွေကအမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့လူတိုင်းတွေကအာကူရမယ်ချင်းအာကူရမယ်ခေါင်းဆောင်ကောင်းဖြစ်မယ်ဆိုရင်ဘယ်သူမှကန့်ကွက်မဲ့လူမရှိဘူးPDF ဇော်လန်ဖွဲ့ဒီကိုပါကျုံတို့ကိုကီရုံတို့နဲ့ကျွန်တော်တို့ကဝီတူရီယာမှာပျော်ပါမနေခဲ့တဲ့ဖွဲ့တွေပဲခေါင်းဆောင်မှုတွေကနည်းနည်းစဉ်းစားပြီးမှထပ်ပြီးမှစဉ်းစားစေချင်ကြတယ်အခုကဖလန်နဲ့ ZFU ကိုကျွန်တော်တို့ CBN အနေနဲ့တိုက်တဲ့အချိန်မှာဖိနိုင်ရလုံးဝလမ်းနေကအစလောက်တူးနေပဲဖြတ်ဇုံဖဲနေပဲဖြတ်ထန်တန်းနေပဲဖြတ်စစ်ကူတွေလာမယ်ဆိုရင်တော့သူတို့လူကူတိုင်မကူညီရင်တော့မှလမ်းနေရတော့ဖွင့်ပြတဲ့တယ်။ဘာကြောင့်လဲစကားကိုတိုက်ရမယ့်လူတွေလေစကားစနီးမကောင်းတဲ့ဟာကိုတိုက်မဲ့လူတွေမဟာမိတ်အေးလာရင်လည်းဖြစ်တယ်လေဘာကြောင့်လဲကျွန်တော်တို့ကတိုက်မှာကစကားလေအဲ့ဒါကိုကျွန်တော်တို့ကဒီချိန်မှာအခုကနောက်ပိုင်းမှာဘာ popular ဖြစ်တယ်လဲဆိုရင်စစ်ကောင်စီထက်ကြောက်စရာပူကောင်းတဲ့အေးလို့ပြောကြတယ်အဲ့ဒါသူတို့ရတွေးခေါ်ထဲမှာ change ရှိပြီစစ်ကောင်စီကိုနည်းနည်းအမျိုးလူခေါ်ချင်တဲ့သူတွေရှိပေါ်လာပြီဆိုတာသိချတယ်ကျွန်တော်တို့ဆရာကြီးဒီဇုံဖေးပေါ့နော်ပူဇော်တုံးဟုံးအင်တာဗျူးမှာlive ကားဒီဇုံမြင့်နေနေတော့နားမလည်ကြတော့ဒီမျိုးအသေးစိတ်တိမယ်မထင်ဘူးပူဇော်တုံးဟုံးဆိုရင်ဟာခါကိုမတိုက်စေချင်ဘူးတော်တော်များများဟာခါကိုမတိုက်စေချင်ကြဘူးကျွန်တော်တို့ဖလန်တိုက်ရင်ဖလန်လေးကိုတိုက်တာပေးစားရမယ်အင်းဒီလေးပေးစားရတယ်အဆောက်လေးပေးစားရတယ်လူတွေလေးပေးစားရတယ်ဘာကြောင့်လဲပေးစားမှ new generation အတွက်ကောင်းမွန်တဲ့စနစ်ပေါ်လာမှာလွတ်နဲ့ကိုချင်းပြီမှာနေရမှာဖလန်ပြီးတာနဲ့ဇုံမီ
ZFU နဲ့ဥဆောင်ပေးတဲ့ဒီတိတိမျိုးမနိုင်စရာအကြောင်းမရှိဘူးကျွန်တော်တို့မှာအဟန်တားတွေရှိနေလို့ဒါမနိုင်တာလောလောလတ်တောင်တွားလို့မရဘူးလေကြီးလူမကူညီလဲနေပါစေ CC ဖက်ကစီနေဖက်နဲ့ဖက်ကနဲ့လူမကူညီလဲနေပါစေလဲနေဒီမကူညီလဲနေပါစေရောင်းပေးလိုက်လေမရောင်းပေးလဲနေပါစေလမ်းပဲဖွင့်ပေးပါအချင်းချင်းနေပဲကျွန်တော်တို့စကားစားပြတိုက်ပါမယ်အဲ့ဒါကျွန်တော်တို့ကတရားဝင်ပေါ့နော်အခုဘယ်လိုပြောမလဲနားလည်မှုရှိတဲ့ဟာပေါ့အခုကမနေညပေါ့နော်မနေညအဲဇောမှာတွေးကြတယ်အဲဇောမှာတွေးကြတော့ဒီမီဇိုရမ်CM Chief Minister ဦးဆောင်ပေးတဲ့ဖွဲ့တွေကချင်းနဲ့ကောင်းစင်နေပဲပေါင်းစည်းကြမယ် CC ဖဲလဲတွားလို့မကောင်းဘူး ICNCC ဖဲနဲ့တွားလို့မကောင်းဘူးဘာကြောင့်လဲတချို့တွေကရင်ထဲမှာပေါ့နော်ဖြူစင်မှာမဟုတ်ဘူးပေါ့အဲ့ဒါကြောင့်အလေဖြစ်တဲ့ CNC မှာပေါင်းမယ်လို့ပြောကြတယ်တချို့ကျွန်တော်တို့ ICNCC ဘက်မှာလုံးဝလက်မခံတဲ့လူရှိတယ်သူတို့ကမုန်းလို့မဟုတ်ဘူးမယုံတာဘာကြောင့်လဲသူတို့ကနှစ်30ကျော်တယ်မှာကျွန်တော်က3နှစ်သားတိုက်ချက်နှစ်30တမဆိုရင်အယူတောင်မကြိုက်လို့မရတော့ဘူးလေတာမာနေပြီဒါ3နှစ်ချက်ဆိုရင်ပေါ့နော်ဘာကင်ပေါလို့တော့ရတဲ့ဟာအဲ့ဒါနိုင်ငံကြီးအတူတူကစားမယ်ဆိုမှ0ကနေကစားမယ်ဆိုရင်ဒါကူပဲခံရမှာဆိုတာကြောက်လို့သူတို့ကဒီဟာ CNC ကိုမကြိုက်တာမဟုတ်ဘူးကျွန်တော်တငယ်ချင်းစင်းပါကျွန်တော်တို့ကကုံပိတ်អော်နေကြတယ်အဲ့ဒါကို CB ဒီကိုမကြိုက်လို့လည်းမဟုတ်ဘူး ICNCC policy ကိုမကြိုက်လို့လည်းမဟုတ်ဘူး CNF ဒီကိုမကြိုက်လို့လည်းမဟုတ်ဘူးတချိန်လုံးမဟုတ်မဟာဒီကုံလုံးနေကြတဲ့ခါကျတော့အချင်းချင်းတွေလည်းစုံဖုံးနဲ့ဖုံးမြလို့ပြောလိုက်လောင်ကျွမ်းသွားမြလို့ပြောလိုက်တခါတလေဒီမတူပြီးမှလည်းနောက်ကနေလာပြစ်လိုက်အဲ့ဒါပြီးဟိုအခုလည်းဘလို့လုံနေနေပေါ့နော်ငေါ်ဖွဲ့မှလည်းလောကတက်လာပြန်တယ်အဲ့လိုအမျိုးမျိုးတွေကစားတဲ့ခါကျတော့ကျွန်တော်တို့ CBD ရဲ့ဘလို့ပြောမလဲဒေါက်တာကန်တုံတို့ဦးထန်းချောင်းဖေတို့ဦးဆောင်ပေးတဲ့ဖွဲ့စည်းတွေကပေါ့နော်နိုင်မှာမဟုတ်ဘူးဆိုတာတအားစိုးရင်ကြလို့ကျွန်တော်တို့ဖက်ကိုကန့်ခွဲကြတာတကယ်ဆိုရင်ပေါင်းစည်းကိုမကြိုက်တာမဟုတ်ဘူးပေါင်းစည်းရတော့အကုန်လုံးကြိုက်ကြတာပေါ့စားကြရကကျွန်တော်တို့က CGTC မှာနေတဲ့ဖွဲ့တွေလေအမြုံခံရမှာကြောက်ကြတာဒီမြင်းကြောင်းကြီးနေပေါ့နော်ငါကလေးလူဖြစ်မှာကြောက်နေကြတာပေါ့အဲ့လိုဖြစ်တော့တကယ်ဆိုရင်ကျွန်တော်တော့ဒီ CNF နေတဲ့အဖက်ကလူကြီးတွေလည်းCNF ဘက်ကကျွန်တော်တို့ပထမစတွေ့တဲ့အချိန်မှာ CB နေနဲ့တွေ့တဲ့အချိန်မှာလူငယ်တွေဆိုတော့များပြောပါမယ်ဆိုမှကျွန်တော်တို့မရာတွေနဲ့ဖလန်တွေအဓိကပေါ့နော်ဒီမှာညီမတယောက်ပါတယ်ကျွန်တော်တို့တွေ့တဲ့အချိန်မှာအကုန်ပြောတယ်ကျွန်တော်တို့က CNF နေကိုမပေါင်းချင်တာမဟုတ်ဘူးမယုံနိုင်ဘူးကျွန်တော်တို့ကြောက်တယ်မယုံနိုင်ဘူးအဲ့ဒါကြောင့်ပေါင်းပါလို့မီဇိုရမ်ဝန်ကြီးချုပ်နေနဲ့အိန္ဒိယ policy အနေနဲ့ပေါ့နော်ကန်တွေပြီးမှပေါင်းစည်းစေချင်ရင်ကျွန်တော်တို့အကူရတဲ့ပူဇင်ကျုံတို့ပူထာဟေတို့ပူထောင်စလန်တို့ဒေါက်တာဆွေခါတို့သူတို့ကိုတိုင်ပါရင်ပေါ့နော်ကျွန်တော်တို့အရန်ဝမ်းတာမယ်ကျွန်တော်တို့မပေါင်းချင်လို့မဟုတ်ဘူးသူတို့မှဆုံးဖြတ်နိုင်တဲ့ပါဝါလဲများတယ်ကျွန်တော်တို့ကလူကိုမကြိုက်တာမဟုတ်ဘူးပူထန်နိုင်ကြီးဆိုတာမင်းဒါကမ်ပလက်မင်းဒါဖက်ကအိုမင်းညူဆိုတာလဲဘယ်လိုပြောမလဲကမ်ပလက်ဖက်ကဒီတောင်ပိုင်းနေပေါ့နော်သူတို့ကိုဥဆောင်ပြီးမှလာခိုင်းတာကကျွန်တော်တို့ဒီဟာအောင်မြင်မှုတကယ် result ကမပေါ်ဘဲနေပေါ့နော်အလကားနဲ့မီဇိုရမ်အစိုးရနဲ့ပူလက်တို့ဟမှာကြီးဥဆောင်တဲ့ဟာအချင်းလဲကုံငွေလဲကုံဆိုတဲ့ဟာနဲ့မျက်နှာပြက်ပြီးမှပေါ့နော်ဒီမအောင်မြင်ဖို့ဆိုရင်အာနာဆရာလဲဖြစ်လာမှာဆိုလို့ကျွန်တော်တို့ကCNF ခေါင်းဆောင်တွေပါမှပဲကျွန်တော်တို့တွေးချင်တယ်လို့ပြောတော့ပူလက်တို့ဟမှာကပြောတယ်သူ့အဖွဲ့တွေလည်းပြောကြတယ်ကျွန်တော်တို့ကပူစင်ကျုံတို့နဲ့ဆက်တွေ့တယ်ဆက်တွေ့တော့ကူစလေတရဝင်လာတဲ့ဖွဲ့တွေကိုယုံကြပါကျွန်တော်တို့တရဝင်ချင်းလင်းကောင်းစီကားနဲ့ကော်မတီဖွဲ့တဲ့အဖွဲ့ပါအဲဒါကြောင့်ယုံကြပါဆိုမှတုတ်ကူတိုင်အမေရိကမှာရှိတော့သူ့မလာနိုင်လို့ဒီအဖွဲ့ကိုမင်းကလေးပဲလာလားခလေးပဲလာလားတောင်ပိုင်းသားပဲလာလားပေါ့နော်ယုံကြပါဆိုလို့သူ့ပါစက်ကနေအဲ့လိုပြောလို့ကျွန်တော်တို့ကလောက်တာပါယုံကြပါလို့ပြောတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ ICNCCB supporter တွေအနေနဲ့ပေါ့နော်စိုးရင်ကိုတာကလုံးဝမှန်တယ်စိုးရင်တာကကိုယ့်ဖွဲ့ကိုချစ်လို့စိုးရင်တာယူသားနေတဲ့ကောင်တွေဖြစ်လို့ယူသားနေတဲ့လုပ်ငန်းတွေတွာလာနေတဲ့ဖွဲ့တွေဖြစ်လို့စိုးရင်ကိုကြတာမှန်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းအဲ့ဒီနေရာကိုခဏကျွန်တော်တို့ပြောကြပါတယ်အဲ့ဒါကြောင့်ဒီပူလက်လူဟောမှာရဲ့ advocacy
group ဒီပေါ့နော်သူ့နဲ့အဖွဲပါတယ်အဖွဲတွေကကျွန်တော်တို့အဲ့ဒါခဏမြဲတဲ့ခါကျသူတို့လည်းခဏပြောကြတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဟို sliming မျိုးတို့ဥထန်းနိုင်ကြီးတို့ကိုလည်းကျွန်တော် day ပြောတယ်ခါကျတော့ကျွန်တော်တို့ဒီတွေးဆောင်ပွဲမရှိခင်မှာပေါ့နော်ဒီပူစင်ကျုံတို့လူကြီးတွေပေါ့လူကြီးတွေနဲ့လဲနိုင်စကားပြောတယ် zoom ကနေအဲ့တော့ကျွန်တော်တို့အကုန်လုံးပြောတဲ့ဟာကပူစင်ကျုံစကားဖြစ်တယ်CNF လူကြီးတွေစကားဖြစ်တယ်ချင်းနဲ့ကောင်စီစကားဖြစ်တယ်လို့ပဲလက်ခံပြကြပါလို့သူတို့ကိုယ်တိုင်ပြောသွားတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းဒါဆိုရင်ကျွန်တော်တို့ကလောဘမကြီးပါဘူးဒီ NUCC အတိမတ်ပြု NUG အတိမတ်ပြုတဲ့တခုတီတော့ ICNCC တောင်မှဖြတ်သိမ်းရတယ်လို့ကျွန်တော်တို့ပြောတာပေါင်းစည်းလူချင်းလို့ဖြတ်သိမ်းရတာချင်းလက်ကောင်စီကဘယ်အဖွဲ့အစည်းမှအမှန်ဆိုရင်ပေါ့နော်ဒီ privacy ကလွဲလို့တရားဝင်တဲ့အဖွဲ့အစည်းຫນွေဥဒလဟန်ကနေတော့ဘာမရှိဘူးအခုကအဲ့လိုဖြစ်ပေမဲ့ကျွန်တော်တို့ကကိုယ့်ဖက်ကိုလာပါလို့ကျွန်တော်တို့မပြောဘူး0ကနေစားတဲ့ဟာလည်းလက်ခံတယ်လို့ပြောတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မနေည CNC ဆိုတဲ့ဟာကအတီနာများတော့မဟုတ်ပါဘူးနောက်ပိုင်းကျရင်ချင်းကောင်စီလည်းဖြစ်နိုင်တယ်ချင်း Federal ကောင်စီလည်းဖြစ်နိုင်တယ်ချင်း People Council လည်းဖြစ်နိုင်တယ်ကြိုက်တာဖြစ်လာနိုင်တယ်နာမည်ကျမ်းကတော့ချင်း National Council ဆိုတာCC ရဲ့အဆိုမဟုတ်ဘူး ICNCC ရဲ့အဆိုလည်းမဟုတ်ဘူးဆိုတဲ့ဟာကြားနေကိုကျွန်တော်ယာယီလက်ခံတဲ့အခြေအနေဖြစ်ပါတယ်အဲ့ဒါပြီးရင်အဲ့ဒါကိုတကယ်တက်ရှင်နိုင်မလားဆိုတာတော့ကျွန်တော်တို့လည်းမတေချာဘူးဘာကြောင့်လဲကျွန်တော်တို့ CB အနေနဲ့ကတော့မှွေမယ်လို့တော့မထင်ဘူးဒီချင်းလက်ကောင်စီဖက်ကနဲ့CNF ဖက်ကနဲ့မမှွေဘူးဆိုရင်တော့ပေါင်းစည်းမှုကတော့ကျွန်တော်တို့အောင်မြင်မှာပါသူတို့ဖက်ကဒီကျွန်တော်တို့ supporter တွေရဲ့ဘယ်လိုပြောမလဲစိုးရင်ပေးတဲ့ဟာပုံစံမျိုးပေါ့နော်သူတို့ပညာနဲ့တကွက်နဲ့ဘယ်နိုင်ငံကြီးကနေကစားပြီးမှမှွေသွားလဲဆိုရင်တော့ကျွန်တော်မသိရင်လည်းပြတ်နိုင်တယ်ဒါကတော့သူတို့ကနိုင်ငံကြီးတော်တဲ့လူတွေပါလို့လေအဲ့ဒါကျွန်တော်တို့အုံနောက်မမီရင်တော့ကျွန်တော်ခေါင်းဆောင်တွေလည်းဖြုတ်ကြပေါ့ဗျာကျွန်တော်တို့အနေနဲ့ကတော့မမှွေလောက်ဘူးလို့ထင်တယ်မမှွေလောက်ဘူးမကစားလောက်ဘူးလို့ထင်တယ်ဘာကြောင့်လဲကျွန်တော်တို့ချင်းလက်ကောင်းစီကနေပေါ့နော်ဒီ ICNCC ချင်းညီနောင်ရဲ့မျက်နှာကိုမထောက်ချင်တောင်မှပေါ့နော်မီဇိုရမ် government မျက်နှာတော့ထောက်ရမယ်အဲ့ဒါတော့မှွေလို့မကောင်းတော့ဘူးဘာကြောင့်လဲမီဇိုရမ်မှာအိန္ဒိယအစိုးရရှိတယ်ပြည်ထေးနေလဲချိတ်ဆက်လုပ်ပြီးမှဒီပူလာဒိုဟမှာကင်တွေ့တာဖြစ်တယ်အဲ့ဒါကြောင့်ဒီ CNF CNA အနေနဲ့ဖြစ်ချင်းလေးကောင်းစီအနေနဲ့ပြဿနာမရှာဘူးပြီးရင်သူတို့ကောင်းတဲ့ idea ကိုပေါင်းစည်းအတွက်လုပ်ပြမယ်ဆိုရင်ဒီချိန်မှာတော့အကောင်းဆုံးတော့ဇုံမီရောပလက်ဝရောအကုန်လုံးပါနိုင်တဲ့ထိတ်ဆုံးကနေအောက်ဆုံးထိပါနိုင်တဲ့ပေါင်းစည်းကပေါ်လာနိုင်တယ်လို့ကျွန်တော်မြင်တာပေါ့နော်မရာဒီလဲချင်းဖြစ်ချင်လားမဖြစ်ချင်ဘူးလားဒီချိန်မှာမဲခွန်ထုတ်ကြပါအဲ့ဒါကြောင့်ချင်းထက်မှနေပြီမဲ့မောင်းထုတ်ခံလို့ထွက်တယ်ဒီအချိန်မှာပေါင်းစည်းမှာပေါင်းအမှန်တကယ်ပေါင်းစည်းမယ်ဆိုရင်ကျွန်တော်တို့အတူပူမြတ်နဲ့အတူနေလို့ရတယ်အဲ့ဒါကြောင့်ဒီအချိန်မှာကျွန်တော်တို့က AA ရီရောဒီ KIA ရီရောကရင်ရီရောကျွန်တော်တို့ပြဿနာရှာစရာလည်းမလိုဘူးသူတို့ကတိုင်းရင်းသားညီကိုတိုင်းရင်းသားတွေပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကမဟာမိတ်လူအပ်ရင်ဒီ CNC အနေနဲ့မဟာမိတ်ဖွဲ့ရင်ဖွဲ့မယ်ဖြတ်ရင်ဖြတ်မယ်ပေါ့ဒါတယုံရင်ဖြစ်တော့မှာလေအဲ့ဒါကြောင့်ဒီချိန်မှာကျွန်တော်တို့ကပေါင်းစည်းကိစ္စကလမ်းကြောင်းကတော့စင်ပီလာမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါပြီးရင်အဲ့ဒါကြောင့်ဒီချိန်မှာကျွန်တော်တို့ကတရားမှတရားယုံလို့မရသေးဘူးတူလုပ်ငန်းကုလုပ်ငန်းရှိသေးတယ်တူလုပ်ငန်းကုလုပ်ငန်းရှိသေးတော့ဘာလုပ်ရမလဲကျွန်တော်တို့ကနံပါတ်1အနေနဲ့ဒီဟာကတကယ်လို့များပေါင်းစည်းတာကကျွန်တော်တို့မမီနိုင်တဲ့နီးပညာတွေပေါ်လာလို့မပေါင်းစည်းခဲ့ဘူးဆိုရင် ICNCCB ကတဖွဲ့ဖြစ်မှာပဲလေတဖွဲ့ဖြစ်မှာပဲအဲ့တော့ချိန်မှာကို့မှာ ready မဖြစ်ဘူးဆိုရင်လည်းကိုကခံရမှာနော်ကြမ်းကြမ်းလုပ်လို့မရဘူးကျွန်တော်တို့ဒီ supporter တွေကျွန်တော်တို့ကြာရင်မရဘူးဖလန်းမှာကျွန်တော်တို့ကကြာနေလို့လေအမှန်တမ်းပြောမှဆိုကျွန်တော်တို့ချင်းရဲ့ဘုံစကားကမတိတ်ချတဲ့လို့ဗမာလူပြောလိုက်တော့ရန်တူတော်မနားလေသွားတာပေါ့နော်အမှန်ဆိုရင်ချင်းစကားပြောလိုက်ရင်တော့မှပူကောင်းတယ်ဖလန်းမှာကျွန်တော်တို့တိုက်နေတာအဖို့ထိတ်ဆုံးပဲကြံတာညီကုန်းပဲကြံတာညီကုန်းချုပ်ဖို့ပဲကြံတာအဲ့ဒါလေးကိုအခုကကျွန်တော်တို့ကြာနေတဲ့ခါကျဘာဖြစ်သွားလဲလဲနေအင်အားလဲကုန်တယ်ငွေအင်အားလဲကုန်တယ်လူလဲပြေးဆက်ရတယ်အပြစ်တင်းတင်းကိုတွားလို့မရသေးဘူးအဲ့လိုဖြစ်တော့ကျွန်တော်တို့အမြန်ဆုံးနေနဲ့ ICNCCB အနေနဲ့ဖြစ်ဒီ NUG အနေနဲ့ဖြစ်ဘယ်ဒေါ်လာကြီးအားပေးတဲ့အဖွဲ့အစည်းအားလုံးကလည်းဒီဖလန်စစ်စင်ဖလန်
စကားဆစခန်းကိုတိုက်နေတဲ့ဖွဲ့စည်းကိုအမြန်ဆုံးဝိုင်းပြီးမှအားပေးစေချင်တယ်ဒီဟာကလုံးဝမကြဘဲနဲ့ကျွန်တော်တို့တင်းသွားရင်ဖလန်ကအင်အားအလုံးကြီးနဲ့ဒီတိတိစခန်းကိုကျွန်တော်တို့ဝိုင်းရမှာဖြစ်တယ်အဲ့လိုဖြစ်ရင်ကျွန်တော်တို့ကအမြန်နဲ့ငွေအင်အားလည်းတက်တာမယ်လူအင်အားလည်းတက်တာမယ်ပေးဆက်မှုလည်းတက်တာမှာပေါ့နော်အပြင်လွတ်မြောက်နေမယ်လည်းအမြန်ဖြစ်လာမှာအဲ့လိုဖြစ်တဲ့ခါကျကျွန်တော်တို့ CB နဲ့ CB Sport ဒါအားလုံးနေနဲ့ဒီကျွန်တော်တို့ဒီနောက်ဆုံးမှာဖြစ်တဲ့တိတိရဲ့စခန်းကိုကျွန်တော်တို့ကအခုကတခါတလေပြောနေကြတာပေါ့နော်ဒီဖြစ်ချင်မှဖြစ်မှာပေါ့ဂျီဆန်ဒီလက်နဲ့စစ်ကူရီလာချနေတယ်လို့ကြားနေရတယ်အဲ့ဒါကျွန်တော်ကြမ်းကြံလို့မရဘူးအဲ့ဒါကြောင့် ready ဖြစ်ဖို့လိုတယ်အမှန်တမ်းပြောမယ်ဆိုရင်ဒီဇုံမီအနေနဲ့ဇုံမီ supporter တွေအနေနဲ့ပေါ့နော်လေရင်ပစ်တနတ်တို့တောင်မှ ready ဖြစ်ဖို့လိုတယ်ဘာကြောင့်လဲကျွန်တော်တို့ကိုလူတွေတိတ်ကြတာကိုလူတွေတည်သွားပြီဆိုပြန်ရှင်ပေးလို့မရအောင်ကျွန်တော်အခုနကိုစလိုင်းပြည်တာထမ်းပြောတယ်လို့ပေါ့နော်ကျွန်တော်တို့ကအိန္ဒိယတွေပြန်လုပ်လို့ရတယ်လူတွေကအသက်ပြန်တွင်းလို့မရဘူးအဲ့ဒါကြောင့်အသက်ပြန်တွင်းလို့မရတဲ့ဟာကိုကျွန်တော်တို့အသက်ကဖူးကလေရင်ပစ်တနတ်တို့ပြင်ကုရဲ့ဂျီကာတို့ဘာတို့ကုပါပေါ့နော်ငွေကြီးချင်းနဲ့ပါဝင်နေတဲ့ဟာကကုရဲ့ဇုံမီတွေပေါ့ကုရဲ့ဇုံမီရဲဘော်တွေကုရဲ့ဘယ်လိုပြောမလဲစပေါ်မဟာမိတ်ကြီးရဲ့အသက်ကြီးတဲ့ဟာဖြစ်တယ်အသက်ကတိုက်ရိုက်မဝယ်ပေမဲ့ indirect နဲ့ဝယ်နေရတာကာကွယ်ပေးနေရင်အသက်ဝယ်တာပဲလေအဲ့အကြောင်းသူတို့အသက်ပေးဆိုင်ရမယ့်အစကိုကပတ်စံပေးလိုက်တာနေပေါ့နော်ကုလူတွေကိုအမျိုးတွေအသက်ပြန်ရှင်ခွင့်ရတာပေါ့အဲ့လိုဖြစ်တဲ့ခါကျတော့အမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဇုံမီစပေါ်တာတွေအကုန်လုံးအင်းဒီအခုကအောင်ပါလေဒီဘာတွေအဲ့လိုလောက်တာအဲ့တော့ကောင်းပါတယ်ဒီလိုမလောက်ရင်တော့မှပေါ့နော်ဖြစ်နိုင်ရတော့ဘလူပဲဖြစ်နေအကုန်လုံးဝိုင်းပြီးမှထောက်ပံ့ကြပါစပေါ်ကြပါဘာကြောင့်လဲဆိုရင်ဒီဟာကကိုလူတွေအသက်တည်သွားပြီးမှသူကပညာရှင်အင်ဂျင်နီယာကျောင်းသားဖြစ်တယ်ကိုသူလည်းတာတယောက်ဖြစ်တဲ့ဟာပဲဖြစ်တယ်သူကညီကူမရှိဘူးသူကမင်းကလေးကြမှာသူကတယောက်တည်းတမပါနောက်မှပြောတာအလကားပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဇုံမီနေနဲ့ပြောမယ်ဆိုရင်ဇုံမီတွေကပညာရှင်တွေများတယ်အခုကကြီးလိုက်ရင်ကျွန်တော်စိတ်မကောင်းတာမလေးရှားမှာဇုံမီ live show ရှိရင်ပေါ့နော် hall မဆန်းဘူးမလေးရှားရောက်ကြပြီမရောက်တဲ့လူငယ်မလေးရှားကလူတွေကိုမလေးရှားစင်ကာပူအကုန်လုံးကိုရီးယားကစများတာပေါ့နော်အဲ့ဒါလူတွေကပြန်လာပါလို့တောင်းဆိုရင်တော့မှ 10% တော့ပြန်လာမလားဇုံမီပညာရှိနေနဲ့ဇုံမီလူငယ်နေနဲ့ 10% လာကြမလားမြန်မာပြည်မှာရှိနေတဲ့လူတွေကိုအသက်ကျေနိုင်အောင်အသက်ကခွေပေးနိုင်အောင်လုပ်ကြပါဒီလူတွေပါအသက်တည်သွားမယ်ဆိုတငယ်ချင်းတည်သွားလို့ကြောက်လို့ထွက်ပြေးတဲ့လူရှိဦးမှာခိုးထွက်တဲ့လူရှိမှာကြောက်လို့ဒေါသထွက်လို့ရှိတန်းကိုအမြန်ပြီးလို့ထပ်တည်တဲ့လူလည်းရှိဦးမှာလုံးဝအဲ့အကြောင်းဒီမှာလူငယ်တွေကလူနေစုလည်းပဲရှိတယ်ဇုံကမ်းမှာပေါ့နော်ဇုံမီတွေနေတာလူကနေနေလေးပဲနည်းနည်းလေးတွေကအခုကပေးဆက်နေတာတိုက်နေကြတဲ့ဟာကအသက်ကခွေပေးကြပါအသက်ကခွေပေးဖို့ကဒေါ်လာနဲ့ပဲကခွေလို့ရတယ်ဂျီဆန်နဲ့ပဲကခွေပေးလို့ရမှာအဲ့ဒါကြောင့်ဒီဟာကိုအမှန်ပြောမယ်ဆိုရင်ဒီမှာရှိတဲ့လူရဲ့မျက်နှာတာအောင်လုံးမမလေးရှားကလူတွေစင်ကာပူကလူတွေအနေချင်းပြန်လာလို့ရမှာအဲ့ဒါကြောင့်အကုန်လုံးဝိုင်းပြီးမှပေးစားပြီးမှငွေကြီးချင်းနေနဲ့ support ပေးလိုက်ရင်အမြန်လေးနဲ့ဒီအမြန်ဆုံးနည်းနဲ့ဒီတစ်တင်ကိုဇုံမီနာမည်ကိုလွတ်မြောက်နိုင်အောင်လုပ်မယ်ဇုံမီနာမည်ကိုလွတ်မြောက်နိုင်အောင်လုပ်ပြီးမှပျော်စရာဖြစ်လာတဲ့ခါကျမှပဲလွတ်လာကိုဟာနဲ့ကိုအုပ်ချုပ်ပြီးမှဇုံမီပညာရှင်တွေကဥဆောင်ပြီးမှလုပ်နေတဲ့ခါကျမှပဲတက်ကတူတွေရှိမယ်အပြင်ဒီဘယ်လိုပြောမလဲလူငယ်နဲ့ပတ်သက်တဲ့တင်နန်းကျောင်းတွေများစွာရှိလာမယ်ပျော်စရာတွေရှိလာမယ်အပန်းဖြစ်စခန်းပုံစံမျိုးတွေအများကြီးရှိလာမယ်အမှန်တိုင်းပြောမယ်ဆိုရင်ဒီရှိုးပွဲတွေဘာတွေများလောက်လာမယ်အဲ့လိုဖြစ်လာတဲ့ခါကျမှမလေးရှားတို့စင်ကာပူတို့တွေကတဖြည်းဖြည်းလေးနဲ့ပြန်ပြီးမှပြန်လာမယ့်အဖွဲ့တွေရှိမှာတက်ကတူရှိမယ်ဆိုရင်ဥမာနိပညာကောလိပ်ရှိမယ်ကွာပြီးရင်တူနာပြူကောလိပ်လည်းရှိမယ်ကွာအက္ကစားတိတ်ပံလည်းရှိမယ်ကွာစိုက်ပျိုးရေးတိတ်ပံလည်းရှိမယ်ကွာပြီးရင်အမေရိကန်ရောက်တဲ့လူတွေလည်းကဲဇုတ်ကမှာတိမှာတွန်းစံမှာကျောင်းရှိတဲ့ international ကျောင်းမှာ college မှာပေါ့နော်ဒါတက်မယ်ဆိုရင်လာတက်တဲ့လူကိုကျွန်တော်တို့အခမဲ့ထောက်ပံ့မယ်ကွာCB ဖွဲ့တွေလည်းလာတက်ရင်ထောက်ပံ့မယ် CC ဖွဲ့ရလာတက်မယ်ဆိုရင်လိုင်းကဖီးပါပေးမယ်ကွာအခမဲ့မဟုတ်တော့ဘယ်နဲ့အမေရိကန်နဲ့ support မယ်ဆိုရင်ဒါစီကလာမှာလေဟုတ်တယ်မလားဒါလူငယ်မရှိဘူးဆိုရင်ဖျားเจ้าမှာတော့မှ electric guitar ရှိနေမှာဘယ်သူကတိမလဲအဖွားကြီးတိမလားရဘူးလေ
အဖွားကြီးလည်းတီးလုံးမရဘူးအဖွေးလည်းတီးလုံးမရဘူးလက်စီးဒီမီးဒီရဲ့ရလက်စီးဒီလာဝဲလင်းထင်းနေပါစေလူငယ်မရှိရင်လကားပဲအဲ့ဒါအကြောင်းဘလူလဲအမေရိကန်ရောက်တဲ့လူကတော့ပြန်လာမှာမဟုတ်ဘူးဒါပေမဲ့ပေါ့နော်ဒီမှာလူငယ်တွေနေချင်းစရာဖြစ်လို့ရအောင်ကစကားအရင်ရှင်းရမယ်ရှင်းပြီးမှကိုယ့်အနေကိုအုပ်ချုပ်မယ်အုပ်ချုပ်တဲ့ခါကျရင်ကျွန်တော်တို့ကအမေရိကန်ဩစတြေးလျရောက်တဲ့လူတက် country ရောက်တဲ့ဖွဲ့တွေကကျွန်တော်တို့ဘ ਹੁ ဘတ်ဂျက်ရှိမှာမဟုတ်ဘူး Federal ဆိုတာကိုခြေထောက်နဲ့ကိုပဲရက်တီမှာသူတို့ဒီကဘ ਹੁ ဘတ်ဂျက်ပေါ့နော် Central Budget ကသူတို့အနေနဲ့လုပ်ပေးမယ်လုပ်ပေးတဲ့ဟာနဲ့ကျွန်တော်စောက်ဦးတွေစောက်မယ်သူတို့ကပညာရှင်တွေကသူတို့ကနေဒီကိုလာတင်ပေးမယ်လာတင်ပေးတဲ့ခါကျရင်ကျွန်တော်တို့ကအဲ့အချိန်မှာပဲပျော်စရာဖြစ်အောင်ကျွန်တော်လုပ်ကြမှာပေါ့ဟုတ်တယ်မလားလောက်ကြမယ်ကျွန်တော်တို့မရာဒီကစားတင်တန်းသွားတက်မယ်ပျော်မယ်ပါမယ်တချင်းဆိုမယ်အဲ့ဒါခါကြမှာပဲကျွန်တော်တို့ကနေချင်းစရာဖြစ်မှာပဲလူငယ်တွေများလာမယ်များလာတဲ့ခါကျမှကျွန်တော်တို့ကအခုကအိမ်မက်မဲနေတဲ့ပျော်စရာဖြစ်တယ်ဆိုတော့ချင်းပြည်ဆိုတဲ့ဟာကကနေဒီတောင်ဆိုတဲ့အခါအဲ့အချိန်မှာပဲကိုရီးယားသားတွေနော်ဝေးသားတွေစင်ကာပူသားတွေကလဲလာရေးလာကြမှာအဲ့ဒါရှိဖို့ကကျွန်တော်တို့ကဒီအနာစင်းရဲ့ပြည်ထုတ်ဖို့ကစကားစားပဲရှိတယ်စကားစားထုတ်ဖို့ကလက်နဲ့ထုတ်လို့မရဘူးတုပ်နဲ့ထုတ်လို့မရဘူးဒါအဲ့အကြောင်းဒီဟာအမှန်တိုင်းပြောမယ်ဆိုရင်ဒီ6လအတွင်းမှာတော့ဇုံမီတယောက်$900အာနာအဲ့ဒါအနည်းဆုံးလို့တတ်မှတ်လိုက်လုံးဝချက်ချင်းပြီးတယ်ဇုံမီတွေကလက်မှတ်ထောင်မြေกว่าဆိုမှပေါ့နော်ဇုံမီအနည်းဆုံးလုံးဝဇုံဆိုတဲ့ဟာတွေကိုတတိပြမယ်กว่าဆိုမှပေါ့နော်တတိပြမယ်ဟာခါတွေလည်းမျက်လုံးပွေးမှကြည့်ပါကံပလဲတွေလည်းမျက်လုံးဖွင့်မှကြည့်ပါမင်းတက်တွေလည်းကြည့်ပါမရာတွေလည်းကြည့်ပါဇုံမီတွေဒီလူလှုပ်တယ်ဆိုတဲ့ဆံပြနဲ့လူကအနည်းဆုံးတယောက်900ဇုံမီတွေကလူကရောက်3000ရှိ3000ရှိ3000ပေါ်လာပြီဆိုဘာလို့မပြေးရမှာလဲတွားတိုက်တဲ့လူတွေကပြန်လာရင်အေးစစ်အားပြတဲ့ဟာကဗိုက်တာမင်လည်းရှိမယ်အနွေးထည်လည်းရှိမယ်ကြီးဆန်လည်းတုံးမကုန်ရှိနေမယ်လေရင်ပြတနာလည်းရှိမယ်ဆိုရင်တိုက်တဲ့လူတွေလည်းပျော်တာပေါ့ချွေးထွဲပေမဲ့ပျော်တယ်အဲ့ဒါကြောင့်ဘာလို့လဲဆိုရင်ဒေါ်လာရင်းစကပုံမှာတော့ချွေးမြများထွက်ရင်ပေါ့နော်ကျွန်တော်တို့ကတွေးတက်တာမယ်တွေးမြထွက်ရင်လည်းအတက်တက်တာမယ်အဲ့ဒါကြောင့်တွေးမပေးစားဘူးချွေးမပေးစားဘူးဆိုရင်တွေးပေးစားရမယ်ဘာကြောင့်လဲမပင်ပန်းချင်ဘူးဆိုရင်ကျွန်တော်တို့ကဒဏ်ရာရမှာတေချတယ်ငန်းလို့လေအပြင်တွေးတော့မှမြထွက်တဲ့ထီးပေါ့နော်ဒီအတားကျန်တဲ့စစ်တင်နှန်းကိုတက်ပြီဆိုရင်မတည်ဘူးဒါတေချာတေနှုံးကနေကိုနေမှာကျွန်တော်တို့ကမာရာတွေအမှန်ဆိုရင် MDF တွေကဒီကျွန်တော်တို့ CB ရဲ့စီချုပ်ပေါ့ဦးထန်းချောင်းဖေကကျွန်တော်တို့ကိုမြောက်တာပေါ့နော်ဒီမတူပီပြူဟာတိုက်တဲ့ချိန်မှာမာရာတွေပဲ MDF တွေတကယ်စီရုပ်ပေါက်တယ်သူတို့ရဲ့စိတ်ဓာတ်ကိုလည်းလဲစားရတယ် CB ထဲမှာနံပါတ်1ပဲလို့မြောက်ပြနေတာအဲ့ဒါဘာကြောင့်လဲတင်တဲ့ချိန်မှာကျွန်တော်တို့တကယ်ကိုတနာရတယ် online တော့မတင်ရတဲ့အစင်းထိတင်တန်းပင်ပန်းတယ်မင်းကလေးတွေတော့လိမ့်တာတော့ဘောလုံးမီတာ100မှလိမ့်တယ်လိမ့်တာထားလိုက်ပါဦးမင်းကလေးကိုယောက်ျားလိမ့်တာပြီးတာနဲ့ပက်လက်လန်ပြီးမှအဲ့ပေါ်မှာပေါင်ကိုတင်းအောင်လုပ်ပါဘိုက်ကိုတင်းအောင်လုပ်ပါဆိုမှဘိုက်ကိုတင်းအောင်လုပ်ခိုင်းမှလူ3ယောက်အမြန်နဲ့အပေါ်မှာပေါ့နော်ကွင်းပင်မှာပြေးတယ်လို့ပြေးကြတယ်ဘိုက်ထဲမှာနင်းပြီးမှပြေးကြတယ်နော်မြေပြင်မှာဘော့ထဲမှာပြေးတယ်လို့ပြေးကြတယ်တကယ်ကိုကြည့်ရတဲ့တင်တန်းကလုံးဝမလွယ်ဘူးအဲ့ဒါတင်တန်းအပြင်ကတုတ်ချင်းတူဖို့ကကျွန်တော်တို့ပေါတူတေးသေးလေးကိုအများကြီးဝယ်ပေးရတာကျွန်တော်တို့ရဲဘော်တွေကထဲမှာတနေရာရောက်ရင်ရောက်တာနဲ့9မိနစ်ရှိပြီဆိုရင်ကတုတ်ချင်းတူကိုတူရမယ်မတူဘဲနေမရဘူးအဲ့လိုဖြစ်တဲ့ခါကျတော့ကတုတ်ချင်းကဘယ်လောက်ထိလူအသိကြတယ်လဲဆိုတဲ့ဟာကဒီဒေါ်လာသမားတွေအကုန်လုံးတည်တယ်အဲ့ဒါကြောင့်တင်နှုံးလဲနေတယ်ဘာကြောင့်လဲပင်ပန်းကတုတ်ချင်းက9မိနစ်ပဲတုံးပြောရမှာခဏနေကျပြောင်းရမှာလေပြောင်းရမှာတအားအပြောင်းရွှေ့သားလွယ်တဲ့ခါကျကတုတ်ချင်းက9မိနစ်ပဲတုံးရမယ့်ဟာတူးဆရာမလို့ဆိုတဲ့လူကြီးများတဲ့ခါကျတော့ကတုတ်ချင်းကတော်တော်ဂယုမဆိုင်ကြဘူးဂယုမဆိုင်တဲ့အချိန်မှာလူကတည်သွားတာတည်တာများတယ်အဲ့ဒါကြောင့်ဆိုလိုတာကကျွန်တော်ပြောချင်တာကတင်နှန်းမှာတအားတင်ပန်းရင်လူအသက်ပေးစားမှုကအများကြီးတက်တာတယ်အဲ့ဒါကြောင့် supporter တွေရဲ့ပင်ပန်းမှုကဘာလဲဆိုရင်ငွေဒီအချိန်မှာကျွန်တော်900လို့ပြောတာနော်တချို့ဇုံမီတွေကပေါ်စီလာကကျွန်တော်ဇုံမီတွေကထင်သေးတယ်လို့ပြောတဲ့လူရှိမှတေးချတယ်1000ပြောရမှာ
ဒါပေမဲ့ကျွန်တော်တို့မရာအနေနဲ့ပြောတာဗောနော်တထောင်ဒီချိန်မှလူအသေးပေးရမယ်နောက်ဆုံးစခန်းတစ်ခုပဲထပ်မရှိဘူးဇုံမိမှာစခန်းထပ်မရှိဘူးတိမျိုးပေါ်တစ်ခုတိုက်ဖူးနဲ့ကျွန်တော်တို့ကတထောင်မပေးဆိုင်ရဘူးဆိုရင်အဲ့ဒါတော့ကျွန်တော်တို့မျိုးချစ်တမလို့တတ်မှတ်ဖို့နည်းနည်းတော့ခက်ခဲရှိတယ်ရှိလို့ပေးစားပါလို့ပြောတာမဟုတ်ဘူးအကျွေးနေပေးစားပါမရှိတဲ့ဟာကိုခလေးတွေမဟုတ်ဘူးကိုပေးစားပါမစ္စနာရီဆိုတာအစေခန္ဓာအစုခန္ဓာလောက်နည်းနည်းတက်ခံစရာရှိတယ်အင်ကိုကြောက်ခဲနဲ့ပေါက်ခိုင်ပူပြီးမှတက်ခံစရာရှိတယ်အင်ကိုမီးရှုခိုင်မှလူကိုပါအထိုးခန္ဓာကြိတ်ခန္ဓာဒါရရရင်အဲ့မစ္စနာရီကတက်ခံစရာပူရှိတယ်စဒုစန္ဒစီရဲ့တခင်ရှုနောက်လိုက်တမားရဲ့အကြောင်းကိုတွားကြည့်လိုက်ပြောင်းပြန်လှိုင်မှတက်ခန္ဓာတော့လေပြီးလွှားဆွေးခန္ဓာတော့ဘာအများကြီးရှိတယ်ပေတရုဘလူသေးလေဘာညာပေါ်လူဘလူသေးလေပေါ့နော်ပင်ပန်းမှဒါမျိုးချစ်ဆိုတာဘာသာကြီးချစ်ဆိုတဲ့ဟာပေါ်လာတာလေအဲဒါကြောင့်ကျွန်တော်တို့ဇုံမိအနေနဲ့ဇုံကမ်ဇုံဖိဖချစ်တလားမချစ်ဘူးလားကွာနေကိုစင်ခေါ်ပါဒီချိန်မှာဇုံကမ်ဇုံနေကိုလာပြီးမှလာတိုက်ပါလို့အတင်းပြောလို့မရဘူးလေpassport လို့ရမှာနဲ့ဒီလုံးရမှာနဲ့မလွယ်ဘူးရှိတဲ့လူစီကိုအားပေးပါဒီဇုံရမ်ကိုချစ်မယ်ဆိုရင်ဇုံကမ်ကိုချစ်မယ်ဆိုရင်ဒီချိန်မှာဝင်နေအားပေးပါဖြစ်စေချင်တာသူကသူ့ဆိုင်ကြီးကိုပေါင်သွားတယ်သူကကိုရောင်းသွားတယ်ဆိုတဲ့လူရှိလာတယ်ကျွန်တော်တို့လက်ထောင်စေချင်တာဇုံမိတိမျိုးပေါ်မှာစကားစခန်းကိုတင်ဖို့ကားရောင်းသွားတဲ့လူရှိလာတော့မသိသေးဘူးဆိုင်ကရောင်းသွားတဲ့လူရှိလား laptop ရောင်းသွားတဲ့လူရှိလား laptop ကပဲနှစ်သိန်းတန်တယ် MacBook iPhone ရောင်းသွားတဲ့လူရှိလားအိမ်ရောင်းတဲ့လူရှိလားကျွန်တော်တို့ချစ်တယ်လို့ကတော့ပြောကြတာပေါ့နော်တချင်းမှာအများဆုံးပဲတချင်းဆိုတဲ့ချိန်မှာလည်းအများကြီးလူကလည်းအများကြီးပဲကပါဆိုရင်လည်းအများကြီးပဲကျွန်တော်မရာတွေလဲတာပဲကျွန်တော်တို့ကခုကလာလင်းပြမပွဲလုံးမယ်အစူတော်တွေ9ယောက်ဖိတ်မယ်ဥမာဒီ level လိုက်ဖိတ်မယ်ကွာဒီဟိုဖွဲ့ဒီထုံးခမ်တော့ဖိတ်မယ်အများကြီးစမ်းမှာမဟုတ်ဘူးရခိုင်ယူမတောင်းတတဲ့တချင်းစုမယ်ဆိုရင်တော့လုံးဝပြီးပဲဒါပေမဲ့ဒီချိန်မှာခုစကားစခန်းကိုတင်ဖို့တိမျိုးပေါ်မှာရှိတဲ့စခန်းတစ်ခုလက်ကိုတင်ဖို့ကျွန်တော်တို့တွေကလက်ကိုမထောင်နိုင်တဲ့အားတွေပေါ့နော်မရှိဘူးဖြစ်နေကြတယ်အဲ့ဒါကြောင့်ဘလို့ပဲဖြစ်နေဇုံမိနေပေါ့နော်ဒီဇုံမိကကျွန်တော်တို့ချင်းထဲမှာစီးလုံးတယ်တထဲတွေလည်းများတယ်အပြင်လူငယ်တွေပညာရှင်တွေလည်းများတယ်ကျွန်တော်တို့ရှိ events ဖြစ်တဲ့လူတွေပါတီဖဲဖြစ်နိုင်ငံရေးဖြစ်ရှိရောက်တဲ့လူတွေများတယ်ဆိုတာကျွန်တော်တို့အကုန်လုံးပညာသင်နေတဲ့ဟာစာအုပ်မှာဖတ်ရတဲ့အများကြီးရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မရာဖက်နေနဲ့ဒီဇုံမီနေမှာ RPS က Titans ကပြောဖို့ကတကယ်ကိုယ့်အခြေအနေနဲ့စဉ်းစားမြင်ဆိုပေါ့နော်တကယ်လုံးဝမပြောသိတဲ့အခြေအနေလို့ဖြစ်ပေမဲ့ဒီအချိန်မှာCB ICNCC CB မှာလက်တွေ့တဲ့အချိန်မှာဇုံမိနေနဲ့မရာကိုမချမ်းပဲနဲ့မချမ်းထားပဲနဲ့ level 2နေနဲ့ခေါ်ပြီးမှအကုန်လုံးတခင်ရွှဲဂျေရုဆလင်မှာပြောတယ်လို့ပေါ့နော်ဒီပိတ်ကပ်ဖြူကအလဲမှာကွဲပြီးမင်းကလေးယောက်ျားမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ဇုံမီရောမင်းဒါရောဖလန်ရောမရာရောမတူပြောကံပလေအကုန်လုံး level 2ဆိုမှကျွန်တော်တို့ RPS ကပြောခိုင်းတဲ့ဖိတ်ခေါ်တဲ့ခါကျတော့ကျွန်တော်လည်းအာမနာပဲနေပေါ့နော်ရေရင်ပြောတာပါအဲ့ဒါအကြောင်းကျွန်တော်တို့ဒီနောက်ဆုံးပိုင်းနေနဲ့ကျွန်တော်ပြောချင်တာကဇုံမီအနေနဲ့အခုလူမျိုးလူကြီးစိတ်ရှိတဲ့ဟာကအရန်ချီးကျူးတယ်လေးစားတယ်ဇုံမီမှာအဖွဲ့အစည်းများရှိတယ် ZRA ရှိတယ်အပြင်ဘယ်လိုပြောမလဲ CDF 30လည်းရှိတယ် PDA လည်းရှိတယ်ဒါပေမဲ့ဒါလူမျိုးကြီးဆိုမှတေမွားတွေအများရှိမှာဒါလူမျိုးကြီးဖြစ်တော့ရှမ်းပြည်မှာကြည့်လေအများကြီးပဲလေဒါပေမဲ့လူမျိုးကြီးဆိုမှဒီလိုအများကြီးထွက်လာတဲ့ချိန်မှာပေါ့နော်ဥဆောင်ဘဲမဲ့အမြင်မှန်လူမှန်မပေါ်ဘူးဆိုရင်လည်းဒါတပုံနေမြဖြစ်မှာပေါ့ဒီအမျိုးသားရေးစိတ်ဓာတ်အနေနဲ့ဥဆောင်နိုင်တဲ့အဖွဲ့အစည်းပေါ်မှာဖြစ်မှာလေအဲ့ဒါကြောင့် ZFU PDF Zolan ဆိုတဲ့ပေါ်လာတဲ့ခါကျတော့ဒီဟာ ZFU PDF Zolan ရဲ့ policy ကဟောင်ခုနဲ့ policy လောက်တာမဟုတ်ဘူးအပေါ်တင်ကြီးပဲလောက်တာဒီရဲ့ number 1အနေနဲ့စကားစကိုဒီမြန်မာတနိုင်ငံလုံးတိုက်နေတဲ့စကားစကိုတိုက်နေတဲ့ဖွဲ့စည်းဖြစ်တယ်အဲ့ဒါပြီးအမြင်မှန်
လူမှန်မြင်မှန်နဲ့ policy မှန်နဲ့ရပ်တည်နေတဲ့ဖွဲ့စည်းဖြစ်တယ်ဘယ်ဖွဲ့စည်းမလို့ဆိုအဆက်တွေလုပ်ပြီးမှဘယ်ဖွဲ့စည်းမဆို policy ညှိနှိုင်းရတဲ့ZFU ဖြစ်တယ်အဲ့ဒါကြောင့်ဒီဟာကPDA တို့CDF တုံးစံတို့ရှိပေမဲ့ပေါ့နော်လူကြီးဆန်ဆန်နဲ့ထင်းတိတ်နဲ့ဥဆောင်ပေးနေတဲ့နိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအများစုဥဆောင်ပေးနေတဲ့ဒီ policy မှန်ဖြစ်တဲ့ZFU PDF ဇုံလင်းကိုဇုံမိနေနဲ့အားမပေးဘူးဆိုရင်ဒီအဖွဲ့အစည်းလဲအားရောနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်အဲ့ဒါကြောင့်တချို့နိုင်ငံမှာကြည့်မယ်ဆိုရင်ရန်သူကအင်အားကြီးတော့မယ်ဆိုရင်ဖိလစ်ပိုင်ဆူရနဲ့ဘယ်ဆူရလဲနိုင်ငံကိုခွဲခြားတာပဲလေတဝက်စီပေါ့သူ့နေရာကိုနေရာခွဲခြားတာပဲအားကြောင့်ဒီမကောင်းတဲ့ဖွဲ့စည်းတပုံဖွဲ့စည်းပုံစံမျိုးတွေရှိရင်တောင်မှပေါ့နော်အင်အားတောင်းသွားရင်တို့ကဘင်းဆိုင်မှာပေါ့ဟိုမကောင်းတာလုပ်ရင်လုပ်မှာပေါ့ဒါပေမဲ့ policy မှန်ဖြစ်တဲ့ ZFU PDF ဇုံလင်းကိုလာတိုက်ရင်PDF ဇုံလင်းလည်းအင်အားကြားနိုင်တာပဲရောနိုင်တာပဲအဲ့ဒါကြောင့် policy မှန်ရင်တောင်မှ policy တစ်ခုတည်းနဲ့နိုင်လို့မရဘူးအင်အားလိုတယ်အဲ့ဒါကြောင့်ဇုံမိနေမယ်မှာအဓိကအဖွဲ့အစည်းဥဆောင်ပေးနေတဲ့အမည်မှန်လူမှန် policy မှန်ဖြစ်တဲ့ZFU PDF ဇုံလင်းကိုအားပေးကြပါဒီကြံတဲ့ဖွဲ့စည်းတွေကိုလက်နဲ့အကုန်လုံးမမောင်းထုတ်နိုင်ရင်တောင်မှ policy နဲ့အကုန်လုံးလွှမ်းခြုံနိုင်ဖို့လိုတယ်အင်အားကြီးနိုင်ဖို့လိုတယ် ZFU PDF ဇုံလင်းတာအင်အားမကြီးရင်ခုကတနေ့နေ့ကြာရင်အများကြီးကြားလိုက်မယ်အဲ့ဒါကြောင့်ဒီ ZFU PDF ဇုံလင်းကဇုံမီအတွက်အားလုံးကိုခြုံပြီးမှတိတွန်းစံချင်းပြည်နယ်မှာကြည့်မယ်ဆိုရင်တိတွန်းစံနေမှာရှိတဲ့အကုန်လုံးကိုလွှမ်းခြုံတဲ့အဖွဲ့အစည်းဘယ်အဖွဲ့မှအခွဲခြားမလုပ်တဲ့အဖွဲ့အစည်းအဲ့ဒါကိုအားပေးကြပါပြီးရင်လှူကြပါဒီမကြခင်မှာကျွန်တော်တို့တိမျိုးပေါ်စခန်းတစ်ခုတည်းရှိတဲ့စခန်းကိုတိုက်ပြီးရင်ပညာရှင်တွေရဲ့အကြံနဲ့ပဲဇုံမီကိုအုပ်ချုပ်မှာပါဇုံမီဒီမှာလောလောဆယ် ZFU မှာလုံနေတဲ့အဖွဲ့အစည်းတွေရဲ့ policy တစ်ခုတည်းနဲ့အုပ်ချုပ်မှာမဟုတ်ပါဘူးဒီဆောက်မှာမဟုတ်ဘူးနိုင်ငံရေးသမားတွေနိုင်ငံတကာမှာရောက်နေတဲ့ပညာရှင်တွေရဲ့ policy နဲ့အလုပ်လုပ်မှာပါအဲ့ဒါကြောင့်ဘလို့ပဲဖြစ်နေစကိုကာကွယ်ပေးတဲ့အဖွဲ့အစည်းရှိတယ်ပြီးရင်ဇုံမီနေမှာပြဿနာရှာနေတဲ့အဖွဲ့အစည်းဖြစ်ကိုပါနေတဲ့ဇုံအဖွဲ့အစည်းတချို့တွေလည်းရှိတယ်ဒါပေမဲ့ ZFU PDF ဇုံလင်းကိုဒီအကုန်လုံးကိုအကောင်းမြင်တဲ့ကာကွယ်လွှမ်းခြုံပြီးမှဥတီနေတဲ့ဥဆောင်နေတဲ့ဖွဲ့စည်းကိုအောင်မြင်တော့ရင်တော့ဇုံမီဇုံကမှာအကောင်းဆုံးဇုံသားရဲ့ဇုံ people ရဲ့အပျော်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မှာကျွန်တော်မျှော်လင့်ချက်ကျွန်တော်တို့မျှော်လင့်ပေးတဲ့ကဘာမှဇုံမီနေနဲ့အသေးမှလေးဖြစ်နေပေမဲ့အချင်းချင်းတွေအားပေးတဲ့အနေနဲ့ပေါ့နော်ဒီလက်ခံပေးကြပါအဲဒါကြောင့်ဒီကျွန်တော်တို့ကတနေ့နေ့ကြာရင်ဒီမရာတွေအနေနဲ့ဇုံမီလွတ်မြောက်ပြီဆိုတဲ့နေ့မှာဇုံမီဇုံကမ်တချင်းနဲ့မရာတချင်းနဲ့ပြိုပပCB ICNCCC ပဲအဖွဲ့တွေနဲ့တိမျိုးပေါ်မှာပွဲကိုလောက်မှမဝေးတော့တဲ့နေ့မှာပဲအတူတူပြိုပလှုပ်ချင်ပါတယ်လို့ပြောရင်းနဲ့အားပေးရင်းနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Wow ကျေးဇူးမြတ်တင်ပါတယ်ဆက်ပေါ်လက်ကျွန်တော်ICNCC CB နောက် CJDC